လုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ရရှိထားတဲ့ဘဝတန်ဖိုးမညှိုးရအောင်တဆင့်တဆင့်မြင့်တဲ့မြင့်နိုင်အောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မစွန့်ကာမဆရာမရှိဝရိယလျော့အာအင်ပြော့ကလွန်စွာယူမှားဤငါးပါးတရားမဲ့ဖို့ဝေးလေသည်စောစောကဦးဇင်းတို့သူတော်ကောင်းတို့ရွတ်ဆိုပူဇော်ခဲ့ကြတာမရှိဘူးလားမစွန့်ကာမအခုဦးဇင်းတို့သူတော်ကောင်းတို့တွေသံဃာထဲမှာကျင်လည်နေကြတာတန္တာရဝတ္တဗုဒ္ဒုက္ခတောတန္တရာကြီးကဝတ္ဒုက္ခဆင်းရဲကြီးလို့ဘုရားကမဆိုဘူးလားဆိုပါတယ်ဗျာဟုတ်ကောမဟုတ်ဘူးလားဟုတ်ပါတယ်ဗျာဟုတ်တော့ဟုတ်တယ်တန္တာရဗယံတန်တရားဆိုတာဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတို့ရဲ့ကျက်စားရာကျင်လေရာပဲတန်တရားဟာဘေးဆိုးကြီးပဲလို့ကောမဟုတ်ဘူးလားဟုတ်ကောမဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ဒီနေ့တို့တရားဓမ္မတွေတန်တရားကိုအမှန်တကယ်ကြောက်ပြီလားလို့မေးရင်ကြောက်ဘူးဝုတ်ကိုရောမကြောက်ဘူးဘယ်သူကြောင့်မကြောက်တာလဲစဉ်းစားဖို့ကောင်းတယ်နော်တကယ်ပါခင်ဗျားတို့အဟုတ်ကြောက်ရင်လဲတောထွက်ကုန်ကြပြီဟမ်ခုတော့မကြောက်သေးတာသိကြတယ်ဟုတ်လားဦးဇင်းကပလင်ဘောကနေအတင်းမဲဆန္ဒခံယူပြီးတော့အတင်းမဲထက်ခိုင်းနေတာမဟုတ်ဘူးနော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အဆုံးအမနဲ့လက်ရှိသူတော်ကောင်းတို့ရဲ့ကိုယ်ပိုင်ဉာဏ်အမြင်ကိုကိုယ်တိုင်သုံးသပ်နိုင်အောင်လို့လမ်းကြောင်းပေးနေတာဒီလိုမှစဉ်းစားကြည့်တယ်တန်တရားကအဟုတ်လွတ်ချင်ကြပြီလားလို့မေးရင်လဲမလွတ်ချင်သေးပါဘူးဘာဖြစ်လို့တော့ဆိုတော့အခုသားရေးသမီးရေးစီးပွားရေးနဲ့တန်တရာအရေးဘယ်ဟာဦးစားပေးကြသားရေးသမီးရေးအဓိကတန်တရာအရေးကခင်ဗျားတို့ဖြည်းဖြည်းမှလုပ်ကမနဲ့လင်းလာအိယာထတန်တရားလွတ်ရေးအရင်လှုပ်လားစားဖို့တောက်ဖို့အရင်လှုပ်ကဲတဏီကုံအလုရှုပ်နေတာရောစားဖို့တောက်ဖို့ပဲဒါရိုးရိုးလေးပြောတာကဲအိတ်ခန့်နီးကြတော့တော်တော်ခက်တာနော်အဲ့ဒါဘာလို့ကြောင့်လဲဦးဇင်းတို့သုံးသပ်ကြည့်အောင်တန်တရားလဲတယ်ဆိုတာတကယ်တော့ဒီစက်ဝိုင်းဒေသနာတော်ကြီးတွေကဓမ္မခန္ဓာတွေလဲနေတာပဲအဲ့တော့လဲနေတော့အတိတ်ကအဝိဇ္ဇာသင်္ခါရဒါအတိတ်ထားလိုက်အခုပြစ္ဆုတ်ပံမှာသူတော်ကောင်းတို့သုံးသပ်ကြည့်ရမှာတန်ត្រာထဲမှာတန်တရားဟာဘေးဆိုးကြီးရန်ဆိုးကြီးအန္တရာယ်ဒေါကြီးပါလို့ဘလို့ပင်ပြောနေသိနေညာတော်လည်းပဲတန်တရားကလွတ်ရေးကိုဦးစားမပေးနိုင်သေးတာဘာကြောင့်လဲလို့တို့သုံးသပ်ရင်ဒီပြစ္ဆုတ်ပံကိုပဲသုံးသပ်ရမယ်ဘာကိုသုံးသပ်မလဲ
ပြစ္ဆုတ်ပံဆိုတော့ယခုဖြစ်စေပြစ္ဆုတ်ပံကာလဒီယခုဖြစ်စေပြစ္ဆုတ်ပံကာလကလေးဟာဒီပရိစ္ဆသမုပ္ပါမှာဆိုနှစ်အကွက်နဲ့သေချာနားထောင်နော်ပရိစ္ဆသမုပ္ပါဒေသနာအရာပြောရင်နှစ်အကွက်နဲ့သုံးအကွက်အဲ့ဒီမှာတန်တရားကမလွတ်ချင်မကျွတ်ချင်လွတ်အောင်မယုံနိုင်သေးတာဘယ်သူတွေကြောင့်လဲဆိုတဲ့အဖြေကိုဦးဇင်းတို့ဒီတရားတွေကထုတ်ယူရအဲ့တော့ခုဦးဇင်းတို့တော်ကောင်းတို့တွေမှာယခုရလာတဲ့ဘဝကိုအရင်ပြန်ပြီးတော့တွက်ကြည့်အောင်အခုတော်ကောင်းတို့ရထားတာဒီ32ပုံမှာအပယ်လေးပုံလူပုံနတ်ပြည်6ထပ်နဲ့မြမ20ရှိတဲ့32ပုံမှာခင်ဗျားတို့ဘယ်ပုံမှာရောက်နေအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီ32ပုံမှာဘယ်ပုံကိုရခဲ့တယ်လို့ပြောတယ်မနုဿတ္တဘာဝဒုံလဘောလောကသမိန်လောကသမိန်လောကကြီးတဲ့၌မနုဿတ္တဘာဝဟောဒီလူသားဘဝဟာဒုံလဘောရခဲ့တယ်ဟုတ်တယ်နော်ရခဲ့တဲ့လူဘဝထဲမှာအခုသူတော်ကောင်းတို့ဗုဒ္ဓဘာတော်ဒုံလဘောဆိုတဲ့ဖျားပွင့်တဲ့အချိန်နဲ့ကြုံမကြုံကြုံတယ်နော်ဖျားပွင့်တဲ့အချိန်ဆိုတာအခုဘုရားရှင်ရဲ့သာသနာတော်တွေလောကမှာရှိမရှိအဲ့သာသနာရှိတဲ့ကာလမှာခင်ဗျားတို့လူဖြစ်ခွင့်ရတန်ဖို့ရတဲ့ဘဝတန်ဖို့ထပ်မညှိုးဖို့ဆိုတာခုနကျေးဇူးရှင်ကန္နာယုံဆရာတော်ကြီးရဲ့အဆုံးအမတွေနော်အခုသူတော်အောင်တို့ဘုရားသာသနာနဲ့လည်းကြုံတယ်လူဖြစ်လည်းရတယ်တခါမိကောင်းဖကောင်းနေရဲ့အကြောင်းတရားမိကောင်းဖကောင်းတဲ့အကြောင်းပါပြီးတော့ကံဆုံပြီးဗုဒ္ဓဘာသာဝင်မိသားစုမှာပေါက်ဖွာလာရခြင်းဟာလဲထူးခြားတဲ့အချက်တစ်ချက်ကိုဘွားကိုတခြားကြည့်နော်ဗုဒ္ဓဘာသာဝင်အဖြစ်သူတော်ကောင်းတို့ရရှိပေါက်ဖွာလာခွင့်ရတာကလည်းဒါထူးခြားတယ်တခါဘုရားသာသနာနဲ့လည်းကြုံတယ်လူဖြစ်လည်းရတယ်ဗုဒ္ဓဘာသာဝင်မိဘကလည်းပေါက်ဖွာလာတယ်ကိုတိုင်းကောတရားတစ်ပါးပေါ်မှာနှစ်သက်ခုံမင်မှုအခုဒီနေ့ခင်ဗျားတို့တရားပွဲလာဖို့ဘသူကမဲဆွဲခဲ့ဘသူကချင်းချောက်ခဲ့တော့ချင်းချောက်လို့လာတာလားမဲဆွဲလို့လာတာလားတရားပွဲလာရင်ဘာကျွေးမယ်ညာကျွေးမယ်ဘာပေးမယ်ညာပေးမယ်ပါလားသိကြပြီနော်မထတရားကိုခုလုံးမလုပ်ကြနဲ့တရားနဲ့ပတ်သက်ပြီးအလွဲသုံးစားလုပ်မိရင်တော့အဲ့ဒီလူမျိုးအဲ့ဒီတိုင်းပြည်အဲ့ဒီဘာသာလောက်နစ်နာတာမရှိဘူးဒါမှကျန်တာတွေမင်းတို့ဘာလှုပ်စားကြတရားနဲ့တော့လှုပ်မစားမိကြပါစေနဲ့လို့ဒါဥစဉ်ကမြန်မာနိုင်ငံကိုအထူးသဖြင့်တတိပေးပြီးတော့မြတ်တန်ရက်ခတ်ပါတယ်ဘာလို့ဆိုတော့သူများတိုင်းပြည်မှာသစ္စာတရားမရှိဘူးသစ္စာတရားနဲ့ဗုဒ္ဓတရားတော့အစစ်ရှိတာဒီတိုင်းပြည်အဲ့ဒီတရားကိုစော်ကားမိလိုက်တာနဲ့အပြစ်အကြီးဆုံးခံရမှာလဲဒီတိုင်းပြည်ပဲမနေ့ကတော့ငလင်လှုပ်ပြီးသိမ့်မကြီးလို့တော့မခွေးပြေးဝက်ပြေးရအောင်မှာရှင်းတယ်နော်ကောင်းပြီမှတ်ထားပါဓမ္မနဲ့ပတ်သက်ပြီးအန္တရာယ်မဖြစ်ကြပါစေနဲ့အဲ့တော့အခုသာသနာနဲ့ကြုံကိုက်မှာတောင်းမှတရားတော်တွေဟာပါဠိလိုမဂရလိုရှိနေတာခမည်းတော်မတတ်မသိနိုင်ရင်သိမလားသိပါဘူးခုခမည်းတော်ကိုသိအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေရှိမရှိသိအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံတွေ့ခွင့်ဒါလည်းခမည်းတော်ထူးကြတဲ့ဘဝရှင်းလားပိဋကသုံးပုံကိုကြိုက်သလိုပေတဲ့အခရာကြောက်တဲ့အခရာစတိတဲ့အခရာတင်းခြင်းသလိုတင်းသာသနာဆိုတာအဆုံးမဆိုတာယုံကြည်သူထာမှာပဲတည်နိုင်တယ်ယုံကြည်ဖို့ဆိုတာလဲယုံအောင်ပြောထားအောင်ပါကိုဗျယုံကြည်စရာအသိတရားမရှိဘဲနဲ့ယုံလို့ရမလားပြီးတော့ဗုဒ္ဓရဲ့တရားတော်ဟာယမ်းယုံရတဲ့အမျိုးလားယမ်းယုံစရာရောပါသလားအဲ့ဒီမှာကိုးကွယ်မှုမှာတေချာသိသေးချာသိအောင်လို့ယမ်းယုံလို့ရနေသေးရင်
အဲ့ဒီယုံကြည်မှုဟာအလကားယုံကြည်မှုဟမ်ဖရာတရားတော်မှာလက်တွေ့မကြတာဘာတစ်ခုမှမရှိဘူးဖရာတရားတော်ယုံကြည်ရလို့ကြောက်เสียရောပါလားမက်เสียရောဟုတ်ဝိဇ္ဇာဇောကြီးတပ်ပတိလို့မက်လုံးတွေပေးပြီးတော့ဆွဲဆောင်ထားတာလည်းမဟုတ်ဘူးဟို38ကောင်နတ်ဆုပ်နတ်ပဲ့နတ်ယုံမာတွေလို့နော်ဒါကလည်းသူကရှိတာမဟုတ်ဘူးနတ်ကတော်ကပလီပလာလျှောက်ပြီးတော့တီတီတာတာလျှောက်ပြောထားတဲ့အကောင်38ကောင်လို့ကြောက်เสียလည်းမပါဘူးကိုယ်ွယ်မှုမှာတခြားကြည့်နော်ဘေးရင်ဆရာလို့ဖိတ်လုံးလိတ်လုံးတွေရောဗုဒ္ဓတရားတော်အဲ့လိုစင်ကြယ်တယ်အယူဝါဒမှာအလွန်စင်ကြယ်တဲ့တရားအဲ့တော့ဗုဒ္ဓဘာသာကတခါတည်းသူ့ဘာသာဝင်လူဦးရေများလာအောင်လိုက်ပြီးတော့စီယုံခြင်းစီယုံเสียလည်းမလို့လိုက်မဲဆွဲစီယုံနေရတယ်ဆိုတာကမမှန်လို့အမှန်တရားနဲ့မွန်မြတ်တဲ့လမ်းညွန်မှုတွေဆိုတာကပညာရှိနဲ့သူတော်ကောင်းတွေအလိုရှိရတဲ့တရားပညာရှိနဲ့သူတော်ကောင်းကလိုက်လံပြီးတော့တရားကိုရှာရမှာတရားနဲ့သူယုံမှနဲ့မတည့်ဘူးအဲ့တော့လိုက်ပြီးစီယုံလို့အလကားပဲရှင်းသလားသူတော်ကောင်းတွေရတာတရားရှိရလာစုတာဘုရားဘာသာရဲ့လမ်းစဉ်ဒီလိုဗုဒ္ဓဘာသာဝင်ဥယျာဉ်များအောင်ဘာလို့တော်ရဒေသတွေတောင်တန်းဒေသတွေလိုက်မပြုတ်ကြသလဲတချို့ကရန်အပြစ်တွေလိုက်ပြုတ်ရတဲ့ဘာသာမျိုးမဟုတ်ဘူးလိုက်စုနေရတဲ့ဘာသာမျိုးလည်းမဟုတ်ဘူးအမှန်တရားသိချင်တဲ့လူသူတော်ကောင်းလောကအမှန်ကိုရှာဖွေနေတဲ့လူတွေလာရောက်ပြီးတော့စုဝေးတဲ့သူတော်ကောင်းတို့စုဝေးတဲ့ဘာသာရှင်းပြီနော်ကောင်းပြီအဲ့တော့ကိုတန်ဖို့ကိုပြန်ကြည့်ရင်သူတော်ကောင်းတို့ကတန်ဖိုးမဖြတ်နိုင်တဲ့ကိုဘဝကိုသိဖို့လိုတယ်အဖိုးတန်ဘဝကိုခမည်းတော်အမျိုးမှန်ရကြပါရဲ့သားနဲ့အသုံးမချတတ်လို့အသုံးမချဖြစ်နေတာတန်ဖိုးမသိလို့အခုခမည်းတော်ကျိုးတို့ရဲ့ဖြစ်စဉ်အဲ့ဒါဘသူလှည့်စားချက်ခံနေရတာလေဒီမှာကြည့်တော့မယ်အဲ့တော့ဒီမှာကြည်သံဒီဘဝပရိသေတွေဝိညာဉ်ဒီဘဝအစဘယ်အစပရိသန္တေဝိညာဉ်ကစတယ်အဲ့ဒါပရိသန္တေဝိညာဉ်ဆိုတာလူဝိညာဉ်ကလေးဘာဝိညာဉ်လူဝိညာဉ်ကလေးကနေအခုလူနာယုတ်ကလေးမရဘူးလားအဲ့တော့လူစိတ်ကလေးနဲ့မွေးလာတဲ့လူလေးတွေပေါ့ဒီကျန်တဲ့ထောင်တော့ဦးဇင်းနိုင်ငံတကာကိုသွားပြီးတော့လေ့လာတဲ့အခါပညာရခဲ့တာလေးတစ်ခုရှိတယ်ဖောက်တယ်ချပြမယ်နယ်သာလန်နိုင်ငံမှာဦးဇင်းတို့တရားတော်မတွေနဲ့ဒီလိုပဲစကားပြောရင်းနဲ့သူတို့ယူရိုပီယန်နေယူရိုမှာကလေးတွေရဲ့ပညာရေးကိုဦးဇင်းကမေးတယ်ဘယ်လိုသင်ကြားသလဲဘယ်လိုဆောင်ရွက်သလဲကလေးတွေကိုဘယ်လိုပညာရအောင်လုပ်ပေးသလဲဘာလို့ဆိုသူတို့ကလေးတွေကကလေးအရွယ်မှာကိုပညာအဆင့်တန်းစိတ်ဓာတ်အဆင့်တန်းကသိမြင့်မားနေတာလမ်းပေါ်သွားရင်လမ်းစီကစနစ်တကျမိဘများကမှားနေတော့သူတို့ကဆွဲထားတယ်မရဘူးကလေးတွေကိုသင်ပေးလိုက်တာသိကောင်းတယ်အသုံးချပညာလေးတွေသင်ပေးလိုက်တယ်စပိန်စီးမဲ့ပုဂ္ဂိုလ်ကတော့စပိန်စီးမဲ့အုတ်ထုတ်ပေးတယ်စပိန်စီးရင်စပိန်စီးတဲ့အုတ်ထုတ်စီးဆောင်ရမယ်တဲ့ဒါပညာအဆင့်တန်းမြင့်တဲ့တိုင်းပြည်တွေကလေးတွေတောင်သိတယ်ဒီမှာလူကြီးတွေဘယ်လိုပြောလို့မှသူတို့နားမထောင်လမ်းစီကမြင်းကြားရှိရင်မြင်းကြားကနေကူးတယ်မြင်းကြားမရှိတဲ့နေရာမကူးမိနီနေရင်ဘာကားရှိမရှိမကူးအဲ့လိုလမ်းစီကလေးတွေလမ်းပေါ်မှာအမိုက်ပြစ်သွားတယ်လို့မရှိဘူးအမိုက်ကိုကင်သွားတယ်အမိုက်ပေါင်းပုံးနဲ့ရောက်မှသွားထည့်ကလေးလေးတွေကြည့်ရတာကသိစမှတ်ကြနေအိမ်ပြန်ရောက်လာထမင်းစားတာကစမဖိတ်မစင်အောင်ဖိတ်စင်လာတဲ့ဟာမှအညစ်အပေကင်းအောင်သူလှုပ်တက်လာဒီတော့ဒီကလေးတွေကိုသင်ပေးလိုက်တဲ့ကျောင်းဟာသိတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့ပညာရေးပဲဦးဇင်းသိတယ်သိတော့မေးကြည့်တယ်ဘယ်လိုသင်တယ်လဲဆိုတော့အခြေခံကြတာလေးတစ်ချက်ပေါ့မှတ်သားခဲ့တာတွေတော့အများကြီးပဲဒါပေမဲ့တရားပွဲနဲ့တရားမဟောလိုက်ရမှာဆိုလို့နော်
အဲ့တော့ခုနလူသားဝိညာဉ်လေးမွေးလာတယ်ဆိုလို့သတိရလို့ပြောအောင်အဲ့တော့မြန်မာပြည်ကနေသွားကြတဲ့မိသားစုတွေဟိုမှာလည်းရှိနေတယ်အဲ့ဒီမှာမိသားစုတစုကကလေးတစ်ယောက်ကိုဆိုကြပါစို့8နှစ်9နှစ်ရွယ်10နှစ်ရွယ်ကလေးတစ်ယောက်ပေါ့ဒီကလေးကိုမိဘလှုပ်တဲ့လူကဆုံးမရင်းနဲ့ပြောလို့ဆိုလို့မရရကောင်းလားဆိုပြီးရိုက်ဖို့လက်ရွယ်လိုက်တယ်သူတို့စီမှာကလေးတွေကိုမရိုက်ရအောင်ကလေးတွေကိုတတ်အောင်သင်ပေးရတယ်သိအောင်လုပ်ပေးရတယ်ရိုက်เสียမလို့ရိုက်ပြီးထိန်းတဲ့မိဘဟာအစင်တမ်းမရှိတဲ့မိဘအခုပြောမယ်သူတို့ဒီစကားလေးပါလာရိုက်ဖို့လှုပ်လိုက်တော့ကလေးကလန့်ပြီးတော့ရှောင်လိုက်တာဇပွဲဆောင်နဲ့ခေါင်းနဲ့ထိပြီးပေါက်သွားအဲ့ဒါသားမိချင်းဆိုတော့ပြေးလဲတယ်ဘာမှပြဿနာမရှိဘူးဆေးလေးပါလေးထည့်အတိုင်းပဲညိုသွားတယ်အညိုကွက်ကလေးနောက်တစ်နေ့ကလေးကကြောင်းသွားတော့ကြောင်းကဆရာမမေးတယ်ဒီတန်ရဘယ်ကရလဲဆိုတော့ကလေးကမလိမ်ဘူးကလေးဆိုတာမလိမ်ဘူးများသောအားဖြင့်နော်အဖေကရိုက်မယ်လို့ရှောင်လိုက်တာဇပွဲဆောင်နဲ့ထိမိသွားတယ်လို့ဖြေတယ်ဖြေတော့နင့်အဖေကရိုက်သလားဆိုပြီးမိဘကိုချက်ချင်းလန့်ခေါ်တယ်တယ်လီဖုန်းနဲ့ကြောင်းလမ်းခေါ်ပြီးတော့နောက်ကိုကလေးကိုဒီလိုမရိုက်ပါနဲ့ရိုက်ဖို့မလုပ်ပါနဲ့ဘာအပြစ်ရှိတာလဲအဲ့ဒီအပြစ်ဟာသူ့အတွက်ဘယ်လိုအကျိုးဆုပ်ယုပ်တယ်ဘယ်လိုဆုံးရှုံးမှုတွေရှိတယ်လို့နားလည်အောင်သင်ပေးပါမသင်နိုင်ရင်ကျောင်းကိုပြောပါဒီကလေးဟာဘာမသိတတ်သေးဘူးသိတတ်အောင်သင်ပေးပါလို့ကျောင်းကိုပြောပေးပါဒီလိုချင်းချောက်မှုတွေမလုပ်ပါနဲ့ the first one နေပေးလိုက်တယ်ကဲတို့ပြောမယ်ဒုတိယတစ်ကြိမ်အဲ့ဒါလိုပြန်ဖြစ်ပြန်မယ်ပြန်ဖြစ်တော့ကျောင်းကတစ်ခါထပ်ခေါ်တယ်ထပ်ခေါ်ပြီးတော့မှဘာပြောသလဲဆိုတော့နောက်ထပ်တစ်ကြိမ်ဒီလိုထပ်ဖြစ်ရင်မင်းတို့ဒီကလေးကိုထိမ့်သိမ့်ပိုင်ခွင့်မရှိတော့ဘူးအခုမင်းတို့တရားရုံးမှာရင်ဆိုင်ရမယ်ဆိုဆရာမကကလေးရိုက်မှုနဲ့အမှုဖွင့်ဒဏ်ငွေဆောင်ရကောင်းပြီမမှတ်သေးဘူးအဲ့ဒီမိသားစုကတတိယအကြိမ်လဲဖြစ်ကြောအစိုးရကအဲ့ဒီကလေးကိုလာသိမ်းသွားတယ်ဘာဖြစ်လို့ဆိုတော့လူသားတစ်ယောက်ကိုမွေးမြူနိုင်တဲ့လူစိတ်ဓာတ်ဒီမိသားစုမှာမရှိတဲ့အတွက်လူသားဆန်စွာထိန်းချောင်းပေးနိုင်မဲ့လူသားအထောက်အကူပြုကျောင်းမှာပဲနေခွင့်ပေးတော့မယ်တဲ့မင်းတို့လူမွေးဖို့မတန်ဘူးတဲ့။ကဲပြီးရောအဲ့စကားနားလဲလားလဲခြင်းတလူလဲကြဒါလေးသာမှတ်ထားမြန်မာပြည်မှာလူတွေမွေးတတ်ပြီလားလို့ဘုရားကိုစဉ်းစားကြဟုတ်ပလားမိဘအရင်ပဲဆိုတာသူတို့ကမဟုတ်ဘူးလူသားလေးတယောက်မွေးဖွားလာရင်လူသားအလုံးရဲ့သားသမီးလူသားအလုံးရဲ့တာဝန်ဒီလိုခံယူထားတာခုခမည်းတော်ကကိုသားသမီးကြတော့တမျိုးသူများသားသမီးကြတော့ကြောင်းလူစိတ်ရှိကြပြီလားဟုတ်ပလားဒါဘုဟုတုတ္တမျှဝေတာမြန်မာနိုင်ငံမှာအဲ့ဒီစိတ်ဓာတ်ကလေးတွေမရှိတော့အခုနိုင်ငံအကျိုးပြုလောက်ကြတာချင်းတော့အချင်းချင်းရန်ဖြစ်88နဲ့ရွှေဝါရောင်နဲ့မတည့်ဘူး88နဲ့ရွှေဝါရောင်နဲ့မတည့်ဘူးရွှေဝါရောင်နဲ့တခါဟိုဘက်ကအမျိုးဆောင်နဲ့ဆင်မပြေဘူးဖြစ်နေတာဟုတ်ပြီနော်တခါဘုန်းကြီးတွေနဲ့နိုင်ငံရေးပါတွေနဲ့နောင်ကျင်ချနိုင်ငံရေးပါတီနဲ့နိုင်ငံရေးပါတီချင်းချင်းနောင်ကျင်ချဘာလုပ်နေကြတာတော့ဆိုဘသူအတွက်လုပ်နေကြတာလဲဆိုတဲ့အဖြစ်တိုင်းပြည်နဲ့လူမျိုးအတွက်လို့အဖြစ်ကိုတဒန်းနဲ့ထားရင်ဘာမှမညီညွတ်เสียအကြောင်းသူကလူသားလေးမွေးလာတာမဟုတ်လို့လူသားအလုံးရဲ့တာဝန်နဲ့လူပီသအောင်မွေးမြူရမယ်တဲ့ရှင်းမလားကဲရှင်းခြင်းလို့ရှင်းပြီးတော့သိခြင်းလို့သိကြဒါစကားလက်ဆောင်ပေးတာဟောဒီမှာပရိသေတွေဝိညာဉ်ဘာဝိညာဉ်ပရိသေတွေဝိညာဉ်ကနေပြီးဘာဖြစ်လာလဲဘုရားတော်အသီးသီးမရဘူးလားဒီအထိတော့သိပြဿနာမတက်သေးဘူးပြဿနာလာမှဒီမှာဘာလဲသလယနာဆိုတာသာအာယတနာပြောသာယနာဆိုတာဓွာရဘယ်နှပေါက်လဲ
ဘာတွေလဲခုခင်ဗျားတို့အားလုံးမှာဒွါရ6ပေါက်ရှိမရှိဒွါရ6ပေါက်ရှိသည့်အားလျော်စွာဒွါရနဲ့သက်ဆိုင်တဲ့အာယုန်တွေကိုအဲဒီမှာအာယတနာဆိုတဲ့နေရာမှာအတွင်းအာယတနာ6ပါးအပြင်အာယတနာ6ပါးအပြင်အာယတနာ6ပါးဘာတွေလဲပြောကြည့်သားမှာအစင်ကဲဒါဖြင့်မျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်အဲ့ဒီမြင်စိတ်ပဲချိန်ပေါ်တော့မျက်စိနဲ့အစင်းနဲ့တိုက်တာကတိုက်ပြီးတဲ့နောက်မြင်ပြီးတဲ့နောက်ခံစားမှုဝေဒနာဖတ်တာပစ္စယအဲ့တော့မြင်ပြီးခံစားတယ်တွေ့တိပြီးခံစားတဲ့အာယုန်တွေမရှိဘူးလားအဲ့ဒီအာယုန်တွေခံစားဖို့အတွက်နေ့စဉ်မိုးလင်းမိုးချုပ်သူတော်ကောင်းတို့အလုံးလုံးရှင်းတယ်နော်အဲ့တော့ဒီမှာဝေဒနာနောက်ကဘယ်သူလိုက်တယ်ဟောဒီဝေဒနာဆိုတဲ့ခံစားမှုကလေးအတွေ့ခံစားမှုကိုလိုချင်တဲ့တဏှာလိုချင်နေတဲ့တဏှာနောက်ကဘယ်သူလာလဲဥပါဒာနောက်ကဘာတွေလုပ်လဲကာမဘဝဆိုပြီးကာယကံဝစီကံမနောကံတွေမလုပ်ဘူးလားအဲ့ဒီကာယကံဝစီကံမနောကံတွေလှုပ်ဖြစ်နေတာဘယ်သူကြောင့်ဥပါဒာဆိုတာဆွဲလန်းမှုမစားရရင်မမြင်ရရင်မကြားရရင်မနေနိုင်တာတွေများတယ်ခင်ဗျားတို့ဟမ်တရားအာမထုတ်ရရင်ရှိလားကျုပ်လေယောဂါကိုဖြစ်နေပြီတရားမထိုင်ရရင်ကိုကျုပ်အိတ်နေသိခြင်းသလိုဖြစ်နေတာကြားဘူးလားအဲ့ယောဂါမျိုးကိုရီးယားကမကြည့်ရရင်သာငါမပြောဘူးဒီနေ့လာမအောင်ငါဟိုမှာအလုပ်တွေများလို့မေ့နေတာငါမပြောသိခြင်းတယ်အော်ကိုရီးယားကမကြည့်ရလို့သိခြင်းတယ်တဲ့တရားမနာလိုက်ရလို့သိခြင်းတယ်ဆိုတဲ့လူစဉ်းစားနော်ဥပမာပေးကြတယ်အများကြီးဥပဒေမလွတ်လို့မပေးတာတရားဟောဓမ္မဂရိကတွေဟိုကောင်းတွေနောက်ဆက်ဟိုကောင်းတွေကနောက်ဆက်ဒီကောင်းတွေကနောက်ဆက်တရားပွဲတွေဘာဖြစ်ပြီးတဲ့ညာဖြစ်ပြီးတဲ့တရားမနာရရင်မနေနိုင်လို့ဆိုပြီးတော့ဆန္ဒထားပြတဲ့လူပိတ်ချင်တဲ့လောက်ပိတ်တဲ့လောက်ခံရမှာအဲ့တော့အာနာရှင်တွေမတရားသဖြင့်သူတို့လှုပ်ချင်လှုပ်လို့ရတာပေါ့ကွာ2000ခွန်ဘုန်းကြီးတွေသတ်ချင်တယ်လို့သတ်ဘုန်းကြီးတွေသတ်လို့တို့တော့သေခြင်းသေပါစေတော့ဆိုတဲ့လူဘုန်းကြီးတောင်တတာငင်းနေသဘောပါလားနင်တို့မနေနိုင်တာကမမြင်ရရင်တော့လင်ကမယားကိုမမြင်ရရင်တော့မယားကလင်ကိုမမြင်ရရင်လေသားအတန်လေးမကြားရတော့စားကျင်တာလေးမစားရပြန်ရင်မင်းတို့တရားလိုက်ဟောနေသေးတာကိုကတော်တော်မိုက်တဲ့ဘုန်းကြီးတွေတန်တရားကိုမကြောက်တာသူတို့ဗျမစွန်းနာနာယောမစွန့်ကာမဆိုတာဒီသလယရဏဆိုတာကာမဂုဏ်တွေပဲကာမဂုဏ်ဆိုတာကာမေတိတိကာမော
ကာမိတိနှစ်သက်တမြတ်နိုးတနှစ်သက်အမြတ်နိုးအဤဣတိတသမထိုးကြောင့်ကာမောကာမမြည်ဤအခုကာမဂုဏ်ထဲမှာအစင်းနဲ့လည်းခင်ဗျားတို့နှစ်သက်ပျော်ရွှင်ပြီးမနေဘူးလားပြောနေတာညတရားပွဲမှာမင်းတို့ပြောချင်တယ်လို့ပြောအခုဒီခန္ဓာကိုယ်ကြီးကသူ့ပါလားအတုပါလားအတုပါသာပြောတာမနဲ့လင်းတာနဲ့မိတ်ကဖွေးသားဖြစ်နေပြီရှင်းလားဒီမှာတော့ဓမ္မယုံနဲ့တော့ဟုတ်နေတာပဲအတုပါပါဖရာဘာသစ္စာကြီးတော့ဒုက္ခသစ္စာကြီးမနဲ့လင်းတာဟဲ့ငါပါစားခြင်းတာဟိုဆိုင်ဟာလေးသွားဝယ်အဲ့ဆိုင်ဟာရအောင်ဝယ်ခဲ့နော်ငါဖို့လို့ပြောလိုက်အောင်ပဲလာသေးတာသူတို့ကသဘောပါသလားရှင်းရောရှင်းလားကာမဂုဏ်အဲ့တော့သလယနာပစ္စယဟာကပစ္စယဝေဒနာဆိုတာဘာတွေခံစားနေတာကာမဂုဏ်တွေခံစားနေပြန်ပြောအဲ့တော့အခုခင်ဗျားတို့လူပြည်ရောက်လာတာကာမဂုဏ်ခံစားဖို့လားလို့မေးရင်ဘာလို့ဖို့ငေါ့ရင်ဘာလို့မပြောသမှာကြီးတယ်ရွှေမန်းမြေဆိုတာပညာရှိတွေနေတဲ့မြေပညာရှိတို့ပေါက်ပွားတဲ့အရာဒီတော့သူတို့သိမှာပါလူပြည်ရောက်တာတော့ကာမဂုဏ်ခံစားဖို့တက်တော့ဟုတ်မထင်ပါဘူးဟုတ်လားဒါပေမဲ့ဘာလို့ဖို့လို့ဒေဝဒုရတုတ်ကြီးမှာတတ္တဝါတွေဟာငရဲကပြန်လွတ်လာကြတဲ့အခါတဲ့ဒီတခါငါလူပြည်ရောက်လို့ရတော့လေတဲ့တော်ပြီကျန်တာတွေဘာမှမလုပ်တော့ဘူးတန်တရားလွတ်ကြောင်းမဲ့ငါရှာတော့မယ်ဆိုတဲ့စိတ်ကလေးဝင်လာလို့ငရဲကလွတ်လာခဲ့ကြတာတဲ့ခမရတို့ရှင်းလားအဲ့တော့အဲ့ဒီငရဲဒုက္ခကိုမေ့မှာဆိုလို့ကိုမွေးတဲ့အချိန်တုန်းကအမေ့ပိုက်ထဲဘလောက်နေခဲ့ရ6 လအခုရန်ကုန်မှာဟောလက်စတရားရှိတယ်ဟောဒီမှာပရိသေဝိညာဉ်ကလေးဖြစ်ဖို့ဆိုတာတဲ့ဘုရားကပြောထားတာဟောဒီလူအမိအဖနှစ်ပါးပေါင်းဖော်ခြင်းအမိအဖနှစ်ပါးလဲပေါင်းဖော်မိတဲ့အချိန်အမိရဲ့ဓမ္မရာသွေးလဲလာတဲ့အချိန်ညာစီသွေးလာတဲ့အချိန်ဟိုဘက်ကခမည်းတော်ပရိသေနေလာနေမဲ့တတ္တဝါကလည်းသေတဲ့အချိန်စုတိတဲ့အချိန်တိုက်ဆိုင်ကိုကြုံမှဘာဖြစ်လို့လဲဆိုတော့ကိုယ်နဲ့ကံအတူပြုထားတဲ့မိဘအဲ့ဒီမိဘဓမ္မကဒီလူပြည်မှာပေါင်းဖော်မိတဲ့အချိန်လဲဖြစ်အောင်မှာအမိကလည်းပရိသေနေဖို့သူဓမ္မရာပန်းပွင့်လန်းတဲ့အချိန်လဲဖြစ်အောင်မှာအဲ့ဒီနှစ်ခုပြည့်စုံနေတာတော့ဟိုဘက်ကစုတိတဲ့အချိန်နဲ့ကြုံမှာစုတိတဲ့အချိန်ကြုံတော့ဒီဘက်ကကိုယ်နဲ့ကံတူပြုထားတဲ့မိဘနှစ်ပါးကမပေါင်းဘူးဆိုရင်လေလင်မယားစိတ်ဆိုးလို့ရံဖြစ်နေတယ်ဆိုတော့မရပြန်ဘူးဒီချာနာထောင်းအဲ့ဒါအိမ်ရောက်ရင်ခရီးစေးတွင်းကြပြန်တွေးတဲလေခမရတို့ဒီလူဘဝရောက်လာဖို့ဒီဘဝကိုအာဝင်ခွင်ကြဖြစ်ဖို့ဆိုတာရှင်းလားကိုနဲ့ကံမတူတဲ့မိဘကဘလောက်ပေါင်းနေသွားနေလို့မရဘူးလက်မခံဘူးရှင်းတယ်နော်မိဘကလည်းပေါင်းဖော်မှုတဲ့အချိန်မိဘကအမေလှုပ်တဲ့လူကလည်းလက်ခံနိုင်တဲ့အချိန်ဒီဘက်ကလည်းစုတီစိတ်ကြားတဲ့အချိန်အဲ့ဒီအချိန်ပေါင်းမှဟောဒီပရိသေဝိညာဉ်လေးလာတာသဘောပါလားအဲ့နောက်ဆက်တွဲတွေအများကြီးပဲဒါလောလောဆယ်တော့ရန်ကုန်မှာဟောနေတယ်အဲ့ဒါကိုယ်မှာပဲနာကြအခုလောလောဆယ်တော်ကောင်းတို့သိရမှာကအဲ့ဒီဝိညာဉ်ကလေးကြောင့်အခုအဲ့ဒီပရိသေဝိညာဉ်လေးအမိတ်ပိုက်ထဲမှာ6 လနေတဲ့အချိန်ဟာတဲ့လောဟကုန်ပြီငရဲဆိုတာဟိုမှာရှာမိခဲကြီးထဲမှာရှာမိတွင်းထဲမှာပြေးနေရတဲ့ငရဲအဲ့ဒီငရဲခန်းနေရတဲ့ဒုက္ခထက်ဆိုးတယ်တဲ့ဟိုငရဲကမိရှာမိခဲထဲမှာကိုပြေးကျင်တယ်လို့ပြေးလို့ရသေးတယ်အမေပိုက်ထဲကကောင်ပြေးလို့ရသလားဒီပူလောင်ကြီးထဲမှာအမေလှုပ်သမျှခါရတာထိုင်လဲသူခါရတယ်ထလဲသူခါရတယ်အပူစားလဲခါရတယ်အေးစားလဲခါရတယ်ဒီထဲမှာအမေငရုတ်သိကြိုက်ရင်ပြီးပြီ
ရှင်းလားသဘောပေါက်သလားငရဲဒုက္ခတဲ့ခံရတာခင်ဗျားတို့မေ့သွားမှဆိုလို့ဟိုကတန်တရားဘေးကိုမေ့သွားမှဆိုလို့ငရဲတက်လာတဲ့ကောင်းနေအဲ့ဒီကနေအမေဝမ်းကောင်းကဝမ်းကြတဲ့ကထွက်တော့လေခက်ပင်ပန်းပန်းထွက်လာတာအထဲမှာနေမထိလေမထိအမတန်ကျင်းမြောင်းတဲ့အပေါက်ထဲကနေဒီတရဝတိုးထွက်လာတော့ကြွက်စုပ်ကလေးကိုအရေးကုန်နေလံပြဲစုပ်ပြတ်ထွက်လာတာဘွားဆိုဟိုဘက်ရောက်တော့လေနေချမ်းနဲ့တွေ့လက်ချမ်းကြီးဆိုတာဒီကအောက်ကကင်လိုက်တဲ့သားဖွားဆရာမရဲ့လက်ကဘလောက်နှုညံ့အခုဆိုရင်ခင်မီလာတော့တရေလက်အိတ်တွေဘာတွေနဲ့ဘလို့နှုညံ့အောင်ခံဗိုက်ထဲမှာနေတဲ့လေမထိနေမထိအသားတစ်ကလေးကတကယ်ကိုငရဲအိုးထဲမှာစီပူတဲ့ထဲအကြော်ခံလိုက်ရသလိုပြင်းထန်စွာနာတာတဲ့ကလေးတွေမိတ်သွားဆိုတာအဲ့ဒါရှင်းတယ်နော်အမှန်တမ်းမဆင်းရဲဘူးလားအဲ့ဒီစင်းစင်းရဲမွေးလာတာအဲ့ဒီငရဲဒုက္ခတွေမေ့ကုန်မှာစိုးလို့တဲ့ဟဲ့ဒါပေမဲ့နင်တို့သတိရသေးလားသာဓုဒါမြန်အခုကြကြွားသေးတာရွှေလင်ပန်းနဲ့နင်းကနေဘာလင်ပန်းနဲ့ဆေးမသာဟာမသာပဲအာတုဘဟာရှင်းနသလားအဲ့ဒီတန်တရားဒုက္ခတွေကိုမြင်ပြီးတော့လွတ်အောင်ယုံကြမဲ့လူတွေဆိုလို့လူမွေးခြင်းဟာအဲ့ဒါလိုမွေးတယ်မွေးပေမဲ့ခမည်းတော်ဒီဘက်ကြီးလာတော့ဟောဒီသလာယရဏလေးလဲရင့်တန်လာရောကာမဂုဏ်တွေနဲ့မက်မောပြီးတော့ပြောလာလိုက်ကြတာဟိုဘက်ကခံခဲ့ရတဲ့ငရဲဒုက္ခတွေအမေကြီးမေ့တယ်ဘယ်သူကချော့ထားသလဲလို့မေးရင်သလာယနာဆိုတဲ့ကာမဂုဏ်ကချော့ထားဘယ်သူကချော့ထားသလဲကာမဂုဏ်အာယုံကချော့ထားတော့အစင်းနဲ့ချော့ပါသွားလိုက်အတန်နဲ့ချော့ဒါကြောင့်မို့လို့ဒီမှာအစင်းအတန်အနံ့ရတာအာယုံတွေကိုသာယာနေတာကဆွဲလန်းနေတာကဒီနေ့တနေ့သားဆွဲသမီးဆွဲပစ္စည်းဆွဲနေပဲအလုတ်လုတ်နေကြတော့တရားအားထုတ်ဖို့နဲ့တန်တရားလွတ်ဖို့သတိရသေးလားမရတော့မေ့သွားတာကဟောတဏှာဥပါဒလက်ချက်နဲ့ဘယ်သူဝင်လာတော့အဲ့တော့ဝိဇ္ဇာအမေကြီးမေ့နေကြတော့ခုခမရတို့ကျုပ်တို့တွေတန်တရားမှာတကယ်ဗဒါနာအကျတဲ့အလုတ်ကိုလှုပ်ဖြစ်ပါရဲ့လားမေ့ရင်ကဲမန္တလေးမှာတော့စခန်းနေမိုလိုပေါက်နေတာပဲ10ရက်စခန်းသွားဝင်တာတောင်ဖြောင်းရလားမေးရင်ဟောကျင်တတ်သလားဒါဖြင့်ဒီနေ့ရွှေရမင်းနဲ့သေမင်းကိုဟောမယ်ပါတဲ့လိုက်တော့မလိုက်ဘူးနော်ရမင်းရွှေစင်လေးကအလွန်လှပါတယ်သူနဲ့တွဲရတာကပါတယ်အဲ့ဒီကြောင့်ပြောအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးပြီးသကာလနေတော့သာဝတိပြည်မှာဗြဟ္မပြည်ကနေပြီးတော့ဆင်းသက်လာတယ်ဆိုတာဗြဟ္မပြည်ကစုတည်ပြီးတော့လူဘဝကိုရလာခဲ့တဲ့အနိဋ္ဌိကန္ဓဆိုတဲ့သရုပ်သားရှိတယ်။ပါတယ်လေအနိဋ္ဌိကန္ဓကန္ဓဆိုတာအနတ်အနိဋ္ဌိကအကနာအငင်းဖို့နိဋ္ဌိကဣဋ္ဌိနာဣဋ္ဌိကန္ဓပုတ်ခွဲလိုက်ရင်မိမအနံ့ကိုမခံနိုင်တဲ့လူလာပြီဗါတဲ့အဲ့ဒါအနိဋ္ဌိကန္ဓသရုသားတထေသားအလွန်ချမ်းသာတဲ့တထေသားဗြဟ္မပြည်ရလာတာဆိုတော့အလွန်အသန့်ပြန့်ကြိုက်တယ်ရုပ်ရည်ယူပကာယကအမတန်အထက်တန်းကြကိုရုပ်ရည်ကိုပြန်ကြည့်ကြပေါ့ဘယ်ပြည်ရလာတယ်ဆိုတာသိတာတယ်နော်ဒီအပုတ်ကောင်နဲ့ပါဇက်ကလေးဖွင့်နန်းကြည့်မွေသလားနန်းသလားအဲ့ဒါဘယ်ရလာတယ်ဆိုတာသိတာတယ်နော်
တလိษံဘဝကလာသလားပြိတ္တာဘဝလာသလားနင်တို့ကိုနင်တို့ပြန်ကြည့်ဒီလိုမန်းလေးလိုပူလောင်နေတဲ့အရက်နေရရင်ကိုသိကြပါတယ်နင်တို့ဟာအခုဗြဟ္မပြည်ရလာတဲ့တထေးသားကမိမအနံ့မခံနိုင်ဘူးတဲ့ဘယ်လောက်မခံနိုင်လို့ဆိုမွေးလာကြတဲ့ကရဲ့မိမကပွေထားရင်ငိုတယ်တဲ့မနေဘူးတဲ့မိမဆိုရင်အဲ့လောက်မတည့်တာဟုတ်ပြီနော်အဲ့ဒါနို့တိုက်ရင်တောင်ဒီတိုင်းပွေပြီးနို့တိုက်လို့မရဘူးတဲ့သူနဲ့ဒီမိမတွေရဲ့ဂျားထဲမှာကာယံထားပြီးတော့အခုအခန့်ထားပြီးမှဗဇတ်သေးကိုနို့လေးဝင်ယုံမဲ့တိုက်လို့ရတယ်မိမအနံ့ကိုလုံးဝလာလို့မရဘူးကဲဗြဟ္မပြည်ကလာဟုတ်ပလားရှင်းတယ်နော်တချို့ကကိုယ့်လူပြိုကြီးအပြိုကြီးမစွန်လို့ဖြစ်တာကိုဗြဟ္မပြည်ကလာတယ်လှုပ်ရှင်လှုပ်နေတာဗြဟ္မပြည်ကသာလာတာတခါတည်းငန်းငန်းတဲ့တွေးသမျှခေါ်တော်ကြီးရှင်းသလားဟဲ့အပြိုကြီးများလည်းအပြင်ကြတော့ယောက်ျားလေးတွေကြတော့မလေးအိမ်တွေကြီးသလိုလိုပါလို့အထဲကြတော့ဗမင်းသားကချောတာအထဲထဲမှာမင်းသားပုံတွေအဲ့ဒါကိုသူကမလေးဘယ်ရလာတာတဲ့အဝေးကြီးဗြဟ္မပြည်ကလာတဲ့သတို့သားတွေမှာကြီးမိမအနံ့ကိုမခံနိုင်တာတဲ့နအဋ္ဌိကန္တာသူ့နာမည်ကဟုတ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒါလုံးနဲ့မိဘများရဲ့စောင့်ရှောက်နဲ့ကြီးပြင်းလာတယ်သူ့နာမှာအထိန်အရကယောက်ျားလေးတွေပဲထားရတယ်ယောက်ျားလေးတွေနဲ့ပဲသူကအတူနေတယ်မိခင်တောင်သိပ်အမြင်မခံဘူးမိမဆိုရင်အဲ့ဒါလိုနေလာရနေအရွယ်ရောက်လာပြီဆိုကြပါစို့16နှစ်17နှစ်ပေါ့အခုခေတ်ဥပဒေဆို17နှစ်ဟိုတုန်းကဆို16နှစ်ပေါ့အဲ့တော့အရွယ်ရောက်လာပြီဆိုတော့မိဘတွေကဒီအိုးဒီသောသားကလေးကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပြီးသူတို့ရဲ့မျိုးဆက်ကိုအတွန်းရှည်ကျင်တာနဲ့အိမ်တောင်ပြုတ်ဖို့နားချကြတယ်ဘာလို့လဲဟိုကမိမအနံ့ကိုအဲ့လိုလူမျိုးများတွေ့ဘူးလားဒီလောက်ယုံညံ့တဲ့ခကြီးမှာဘယ်မှမရှာနဲ့မတွေ့ဘူးရှင်းလားခစ်กว่าသေးတယ်ဟဲ့သူတော်ကောင်းတွေပေါက်ဖွားတဲ့ခစ်မှာမှဒါမျိုးတွေကတွေ့ရတယ်အဲ့တော့အခုခေတ်မှာတော့ယုံမှန်တကယုံမှန်ပြီးတော့အောက်တန်းကြတကအောက်တန်းကြတဲ့သတင်းတွေကြီးကြားရတယ်သတင်းကောင်းသတင်းမြတ်မကြားဘူးဒီခေတ်ယုံမှန်တဲ့ခေတ်ကြီးနော်လူမဆန်စွာကိုယ်အမျိုးသိက္ခာမစောင့်ကိုမိဘဂုဏ်သိက္ခာမစောင့်တကယ်ကိုအောက်တန်းကြတဲ့အဘောစားပေါ့ဗျာဒါလို့ဆိုသိပါပြီဗျာယောက်ျားကလည်းယောက်ျားပြက်မိန်းမကလည်းမိန်းမပြက်သားမိန်းမပြက်သားတောင်သားသေးလားမသိဘူးမိန်းမပြက်အောက်တောင်ရုပ်နေလားမပြောတတ်ဘူးခက်ကနော်အဲ့တော့သတိထားကြကိုတန်ဖိုးလေးရော့သွားမယ်ဗါတဲ့ဘယ်တိုင်းပြည်ဘယ်လူမျိုးနဲ့မှမတူဘူးနော်တန်ဖိုးရှိတဲ့လူမျိုးတန်ဖိုးရှိတဲ့တိုင်းပြည်တန်ဖိုးရှိတဲ့ဘာသာတန်ဖိုးခြင်းမတူတာကိုတန်မညှိကြနဲ့ဟုတ်ပလားမြန်မာလူမျိုးလူငယ်လူကြီးအားလုံးသတိပေးစီသတိပေးခြင်းပါတယ်တန်ဖိုးခြင်းမတူဘူးမတူတာကိုတန်သွားညှိရင်ယုံနေတဲ့လူနဲ့မြင့်မြတ်တဲ့လူဘယ်သူကနစ်နာမလဲမြတ်သောဘဝပိုင်ရှင်တွေပဲနစ်နာကြဒါကြောင့်အာပူအောင်တွတ်ခမည်းတော်ကိုဥပမာဇုံနဲ့ထောက်ပြတယ်ရှင်းတယ်နော်နောင်များလွတ်လာရေးရလာရင်ဒီထက်ပြည့်စုံအောင်ကျုပ်လည်းမသေးသေးရင်ဟောကျင်သေးတယ်စိတ်ထဲရှိတာတွေပြောကျင်တာတော့အများကြီးပဲလွတ်လာရေးရမရသေးလို့တော့ပါသလားကံအဲ့တော့ကြည်နအိတ်အနိဋ္ဌိကန္တာ
တထေသာနော်ပုတ်ခွဲမှာနာအိဋ္ဌိကန္တာအိဋ္ဌိကန္တာအိဋ္ဌိရဲ့အနတ်မိမရဲ့အနတ်ကိုမခံနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါနဲ့မိဘတွေကအချိန်ချင်းသူ့ကိုအိမ်တောင်ပြုတ်ဖို့တိုက်တွန်းတယ်တိုက်တွန်းတော့အချိန်ချင်းညင်းတယ်တော်ပါပြီအမေတို့အဖေတို့ရဲ့ကျုပ်ကအဲ့ဒီမိမတွေရဲ့အနှံ့ကိုခံလို့မရဘူးမဟုတ်ပါဘူးငါသားရဲ့ငါတို့မှာမျိုးဆက်မရှိဘူးငါသားဒီတိုင်းနေနေရင်နောက်ငါတို့မျိုးဆက်ပြန့်သွားလိမ့်မယ်အဖမျိုးရိုးကိုထိမ့်သိမ့်တဲ့အနေနဲ့အိမ်တောင်တော့ပြုပါအောင်ပြောလို့မကပြောတော့တထေသားကသူပိုင်တဲ့ရွှေတဲကရွှေစင်နက်ခတ်1000ကိုပရိန်သေးတွေ900ခေါ်ပြီးတော့ရွှေရမင်းရုပ်ကလေးထုခိုင်းဘာထုခိုင်းလဲဒါကြောင့်တရားကောင်းစဉ်ကပါလဲရွှေရမင်းနဲ့သိမင်းရွှေရမင်းကရုပ်ထုကလေးကိုလှပေးဆိုတာကိုမင်းတို့ရအောင်ထုကြဆိုပြီးတော့အင်ကြီးအဝတ်စားကားစားရွှေနဲ့ကြာနတ်ထူပြီးတော့အခန်းထဲမှာသူကစောင်းချုံသိမ့်ထားအဲ့ဒါမိဘတွေကလာပြန်ပြီတနေ့တစ်ခါပေါ့ထုံးစံအတိုင်းတို့ကိုဗုဒ္ဓဘာသာတွေလည်းမြန်မာလူမျိုးတွေလည်းရှိပါတယ်လူမျိုးကြီးအပြိုကြီးတွေကိုစတာဝါဝင်တော့မနော်ဘယ်လိုတော့ဟုတ်ကလားသူတို့ဒုက္ခတော့လည်းရောက်နေတာဟိုအေးနေတဲ့လူကိုသွားပြီးတော့ဒုက္ခမရောက်အောင်ကြောက်တွန်းနေတာဝါကျွတ်ပြန်ပြီနော်ဘယ်လိုလဲအပြိုကြီးရှင်းသလားကျွတ်သွားတော့ဘာဖြစ်တော့ဝါတစ်ခါကျွတ်ရင်သေကာတစ်ခါနီးလာတာကျင်းတတ်ကြလားဒါကိုနောက်ကနေကြောက်ချနေကြတယ်အခုလည်းမိဘများကမေတ္တာနဲ့ကြောက်ချနေတာသူ့သားကိုတရင်ကျွတ်ပြီငါသားရဲ့မင်းစိတ်မပြောင်းသေးဘူးလားဆိုတော့ကဲဒီလောက်တောင်ပြောတာဆိုသူကစောင်းကြုံဖွင့်ပြလိုက်ဟောဒီမဲ့ဒီရုပ်ထုလေးကြည့်အမေတို့ဖေတို့ဟဲလှလိုက်တာသူတို့သမီးရုပ်ကလေးငါသားပဲချင်းလှုပ်ထားတာလေအဲ့ဒါတွေမမေးနဲ့ဟောဒီယမင်းရွှေယမင်းယုံနဲ့တူတဲ့မိမရရင်ယူမဲ့ခေါ်ခဲ့သူကတော့မဖြစ်နိုင်ဘူးဆိုပြီးလှုပ်လိုက်တာဟုတ်ပြီနော်အဲ့တော့မိဘတွေကဝမ်းသာသွားတယ်ငါသားတကယ်လားမင်းဂတိပေးသလား I promise ဂတိပေးတယ်တေးကြတယ်နော်သားဖာချင်းစာချုပ်ချုပ်နေရလိမ့်မယ်ဒီယမင်းရွှေစင်နဲ့တူတာတွေ့ရင်မင်းယူမလားယူမယ်ကဲရအောင်သာရှာဆိုတော့မိဘနှစ်ပါးကဘုံကံရှိတဲ့လူဆိုတာမွေးကလေးကထူကြတယ်ဟုတ်ပြီနော်ငါသားဟာထူကြတဲ့သားတဲ့တာမညသားမဟုတ်ဘူးဘုံရှင်ကရှင်ပါရမီရှင်ဖြစ်တော့ငါသားရဲ့တဲ့အဖေတို့ယုံကြည်ချက်ရပြောရင်မင်းယမင်းရုပ်ထက်သားတဲ့မိမတောင်မင်းရနိုင်တဲ့စွမ်းပကားရှိတယ်ငါသားနဲ့ကုသိုလ်အတူပြုပဲဧကံရှိရမယ်ဗါတယ်အဲ့လိုစာဆိုရှိပါတယ်အသွင်တူမအကုန်တက်ပြီးသားဒီဘုန်းကြီးတွေဒါတွေသင်စရာမလိုတော့ပါဘူးနော်ခင်ဗျားတို့ကျွမ်းကျင်ပြီးသားတွေပါအဲ့ဒါကံတူအကျိုးပေးတယ်အတိတ်ကကုသိုလ်ပနဲ့အတူပြုဘူးတာအကုသိုလ်ပနဲ့အတူပြုပြီးတာကုသိုလ်တယ်ပြောလို့မရဘူးနော်တချို့ကျတော့နှစ်ယောက်ပေါင်းမှမွဲတင်နေတာဒီဘုံကြီးတယောက်ချင်းစီနေရင် boss ပဲရှင်းလားတယောက်ချင်းစီနေရင်သူ့ဟာနဲ့သူ့အိမ်မှာဘယင်ကြီးပဲဒါနှစ်ယောက်ပေါင်းပြီးတော့မွဲရောဟုတ်ပလားအဲ့ဒါအာကုသိုလ်အတူပြုပဲအဝိဇ္ဇာပစ္စယသင်္ခါရကုသိုလ်တွေလုပ်တလားအာကုသိုလ်တွေလုပ်တာကုသိုလ်အာကုသိုလ်ကုသိုလ်လုပ်မိခဲ့တဲ့အခါလဲအာကုသိုလ်လုပ်မိတဲ့အခါလဲခုလည်းခင်ဗျားတို့အကျဉ်လင်မယားအတူနေကြတော့လင်မယားနှစ်ယောက်ပေါင်းပြီးစိတ်တူကိုယ်တူကုသိုလ်ပြုတဲ့အချိန်ကောရှိသလိုစိတ်တူကိုယ်တူရှိမရှိရှိပါတယ်ဗျာအခုခေတ်ဆိုပို့ပြီးတော့ပေါ်တယ်အရက်အတူတောက်မယ်ဟောမိမယောက်ျားတောက်နေတဲ့ခေတ်ကို
ဝိုင်အတူတောက်မယ်မွေးနေမို့လို့ဒင်နာအတူပေးမယ်ပွဲအတူသွားမယ်ဟုတ်ကလားကိုရီးယားကအတူထိုင်ကြည့်မယ်ရှင်းသလားအဲ့ဒါဘာလဲအတူလုပ်နေတာအာကုသို့အတူလုပ်နေတာရှင်းတယ်နော်အာကုသို့စိတ်ကြတော့ခမရတို့ထက်ထက်တန်တန်တူတတ်တယ်ဗျကုသိုလ်စိတ်ကြတော့မိမရဲ့သင်္ကန်းကအောင်လားကတ်လိုက်တော့ဆိုတော့ကုသိုလ်တဲ့ तू ကတဝက်ပဲပါတော့တယ် तू ကုသိုလ်တော့ပါတယ်အတူလာတာဒါပေမဲ့ကတ်လိုက်တော့ဆိုတဲ့အတွက်နောင်မှာကြတော့ယောက်ျားပိုင်တဲ့ပစ္စည်းမိမသုံးဆွဲပိုင်ခွင့်မရှိတော့သုံးလို့ကိုမရတာဒီနတ်ဗလာကြီးဒါပြောင်းမြန်ပြောရတာယောက်ျားကြီးဆွန်းလောင်းလိုက်အောင်မင်းအမေလောင်းငါမအားဘူးသတင်းစာဖတ်မနဲ့ဆွန်းထွက်လောင်းတော့ဘယ်သူကလောင်းမိမပဲလောင်းတာရှေ့ယောက်ျားငုတ်တုတ်စိတ်ကြီးထိုင်တာဟဲ့ဆွန်းကန်လာနေတယ်ဟိအောင်မဲ့သူကိုယ်တိုင်ထလောင်းတော့သူ့လက်ပြတ်ကျသွားမှကြာဘာလုပ်နေတော့ဆိုဆေးလေးတောက်နေမအားဘူးရှင်းလားသူကသူအိမ်ဦးနဲ့ဘိုးပဲဆိုပြီးမှဟိုဘာနောက်ကလူတွေချဲရပြိုးရလှုပ်ရကိုင်းရအဲ့ဒါဆုံးတော့လာနေတယ်သူမှမရှိကြဘူးလားဆိုတော့ तू ကဘာဘောပါလားကျုပ်ကလည်းတောင်းစီအောင်အကုန်သိတယ်လူဆိုတော့ပြောမကုန်ဘူးဗျာဒါဥပဒေလွတ်တဲ့ကိစ္စတွေပြောတာမလွတ်တာတွေကအများကြီးရှိသေးတယ်သဘောပါရဲ့လားအကြောင်းကောင်းမှအကြောင်းမှန်မှကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်တချို့ကြတော့လင်ဟာကောင်းသလောက်မယားကကောင်းနေပြန်တော့အဲ့ဒါပြုတ်နေတဲ့ကုသိုလ်တွေကုသိုလ်စိတ်တွေကွာနေတာဘုရားသွားတော့ကအတူတူပဲဟိုရောက်တော့မှဝတ်တက်တာတယောက်ရှောက်လဲတာတယောက်မိမကတော့တွတ်တွတ်နဲ့ပန်းတွေကရေချမ်းတွေကစီမီတွေကအမလေးစုတွေတောင်းယောက်ျားလုပ်တဲ့လူကလိုက်ရှိုးနေတာလိုက်ရှိုးလိုက်ကြည့်သဘောပါသလားကဲဒီတော့အကျိုးပေးခြင်းတူအောင်မလားယုံညံ့တဲ့လူကယုံညံ့တဲ့အကျိုးပဲပေးတာနော်ဥစဉ်အခုတပည့်သားတွေကစအနီးနားမှာရှိနေတဲ့ကလေးတွေကြုံရင်ကြုံသလိုသူတို့နဲ့လည်းလိုက်လောညီထွေအောင်နေရတယ်ကိုနာကလေးတွေနဲ့ဘာလို့ဆိုတော့ကိုနာကတ်တာလည်းဒီကလေးတွေပဲရှိတာဟုတ်သူတို့ကသူတို့ဘလို့အစင်ဆောင်တဲ့မတဲ့ပြေလည်အောင်ပေါင်းရတာဒီတော့သူတို့လေးတွေကိုဦးဇင်းကတခါတလေကြပြောပြတယ်မင်းတို့စိတ်တက်တွေမင်းတို့အကျင့်တွေပညာသာမှားနေတယ်တချို့ကကြီးနိုင်ငယ်ချင်းလှုပ်ခြင်းတယ်တချို့ကစကားကိုပေါ်တန်တန်ပြောတယ်တချို့ကလက်လွတ်စပယ်လှုပ်တတ်တယ်အဲ့ဒီဟာလေးတွေဦးဇင်းကြည့်ပြီးတော့ညီလေးတို့အတိတ်ကအကြောင်းတွေဗီဇတွေကတို့ထဲမှာပါနေတာတချို့ကအချင်းနီးအလုပ်တွေနဲ့အချိန်ကုန်နေတာတန်မိုးရှိတဲ့အလုပ်ကိုလုပ်ဖို့မစင်စားဘူးမရှာဖွေဘူးအဲ့တော့လူဘဝရောက်နေရတဲ့နဲ့ तू ကအချိန်တိုင်းမိနစ်တိုင်းဦးဇင်းတို့အသုံးချတတ်ရင်တန်မိုးရှိသလောက်အသုံးမချတတ်ရင်ဆုံးရှုံးနေတာဆုံးရှုံးတဲ့မှာဒီနေ့ဗုဒ္ဓဘာသာဝင်တွေကသာပြီးဆုံးရှုံးတယ်။ဘာဖြစ်လို့ဆိုဒီမြင့်မြတ်တဲ့ဘဝကိုရအောင်ယူခဲ့ရတာလွယ်သလား။အဲ့ဒါပြောတာဗုဒ္ဓဘာသာမှာငရဲရှိတာမဟုတ်ဘူး။လောကသားအလုံးတွေအပြစ်လုပ်ရင်ငရဲဆိုတာရှိနေတာ။ဒါဖြင့်နတ်ပြည်ဆိုတာလဲတတ္တဝါအလုံးနဲ့ဆိုင်မဆိုင်။ထိုနည်းတူစွာပဲနိဗ္ဗာန်ဆိုတာလဲတတ္တဝါတိုင်းနဲ့ဆိုင်မဆိုင်။ဆိုင်နေတယ်အဲ့ဒီထဲမှာအခုခမည်းတော်ကနိဗ္ဗာန်နဲ့အနီးကပ်ဆုံးဘဝကိုရောက်နေတာရှင်းလားဒီလိုဘဝမျိုးရဖို့လွယ်သလားမလွယ်တော့ပေါ်တန်စွာနဲ့ခမည်းတော်ဘဝတွေဏိကုံးချုပ်သွားမှာစိုးလို့ကလေးတွေလည်းဦးဇင်းကြည့်ပြီးဩမင်းတို့ရနေတဲ့ကုသိုလ်တွေနဲ့မင်းတို့ပေါ်တန်တန်မလှုပ်ကြနဲ့နော်ကြုံရင်ကြုံသလိုသတိပေးတယ်ပြင်းရင်ဆက်သတိပေးတယ်မပြင်းတော့လဲသူတို့လိုပဲရေးလိုက်ငါလိုက်နေပေးလိုက်အဲ့တော့ပြောပြတာကဦးဇင်းတို့မြင်နေတဲ့လူကြတော့နှမျောလုံးလို့ရထားတဲ့ဘဝကောင်းလေးတွေဦးဇင်းတို့ကလေးတွေထဲမှာရှိတာလေစိတ်ထားအလွန်ကောင်းတဲ့ကလေးတွေရှိတယ်
哦，没谁他里的，这看里表表，没谁这个，俺太高呢瓜，没他里飘渺路来，多少身边嘛，看的嘛，按内地干的，这提到哪罗么子？每个人怕给那个，俺咱呢，古都တူပြုတ်ပဲပါရမီပြည့်ပဲဟာဧကန်ရှိရမယ်တဲ့မင်းရွှေရုပ်ထဲလှစေရမယ်ကဲပညာရှိတဲ့ပုံနာတွေခေါ်ဆိုပြီးပုံနာတစ်ဖွဲ့အောင်သွေတော်အဖွဲ့ကိုငှားလိုက်ပြီးတော့ရှာစီဆိုပြီးတော့သတို့သမီးလောင်းအရှာထွက်ဘာရှာထွက်အဲ့တော့သတို့သမီးလောင်းအရှာထွက်တဲ့သာဝတိပြည်ကနေအရှာထွက်တော့မဒ္ဒတိုင်းနဲ့တာဂလမြို့မဒ္ဒတိုင်းကတာဂလမြို့မှာ16နှစ်အရွယ်ရှိတဲ့သူတို့လိုပဲမျိုးတူဇတ်တူဥစ္စာဒနာပေါ်ကျွယ်ဝတဲ့အလုံးကိုတင့်တယ်လှပတဲ့သတို့သမီးလေးတယောက်ရှိတယ်။အဲ့ဒီသတို့သမီးလေးကိုသူ့အထိန်တော်တွေကမြစ်ထဲသွားရေမိုးချိုးတန့်စင်ရေချိုးပေးပြီးတော့သူတို့ရဲ့သခင်မပေါ့လေဒီသတို့သမီးလေးကိုအိမ်တော်ပြန်ပို့ပြီးတော့အထိန်တော်တွေတတ်တတ်ရေချိုးဖို့ဆင်းလာတဲ့အချိန်ပုံနာတွေကလည်းအဲ့ဒီတာဂလမြို့ကိုရောက်တဲ့အချိန်အဲ့ဒီရွှေစင်ရုပ်ကလေးကိုမြကန်းတစ်ဖူးမှချထားပြီးတော့သူကမြို့တိုင်းဒီလိုရှားလာတာရွှေစင်ရုပ်ချထားပြီးတော့ဒီရွှေစင်ရုပ်နဲ့တူတဲ့လူများတယောက်ကမှားယွင်းပြီးပြောခဲ့တာဆိုခဲ့တာရှိရင်တွေ့မှာပဲဆိုရှားလာတော့ဟောတိုက်ဆိုင်အခုမဒ္ဒတိုင်းတာဂလမြို့အဝင်မှာချထားတဲ့အဲ့ဒီရွှေစင်ရုပ်ကိုခုနကသတို့သမီးလေးရဲ့အထိန်တော်ကပြန်ဆင်းလာပြီးဩသငယ်မတွေခုခေတ်များပြောရဆိုခက်လိုက်တာငါပဲအခုပဲရေမိုးချိုးပေးပြီးအိမ်တော်ပြန်ပို့ထားတယ်။ तू ကရှေ့ရောက်နေပြီဆိုပြီးဒေါနဲ့မောနဲ့ပေါ့လေအထိန်တော်ဆိုတော့ပခုံးပုတ်ပြီးဟဲ့အရှင်မဆိုတော့ပခုံးပုတ်လိုက်တော့ဘယ်လိုနေတော့လူသားဟုတ်ရလားဘာရုပ်တော့အဲ့တော့သူလက်ပါဖြစ်နာတာဗောရွှေပဲရွှေမို့လို့ဆိုပြီးရိုက်ကြည့်ဘယ်လိုနေမလို့အဲ့တော့မာကြီးထိမိတော့ဟဲ့မဟုတ်ဘူးရဲ့ဆိုကြည့်လိုက်တော့အယုတ်အယုတ်ကြီးပါငါသခင်မနဲ့ဘာမှမဆိုင်ဘူးဆိုတော့ဟိုပုံနာတွေချောင်းနေနေဟာခဏလေးအထင်းတော်ကြီးခဏနေပါဦးဘာဖြစ်လို့ဒီအယုတ်ကလေးကခုနကရှင်မဘာပြောနေတာကျုပ်တို့သခင်မလေးမှတ်လို့ခုနကသခင်မလေးကိုရေချိုးစင်းရေမိုးချိုးပေးပြီးကျုပ်ကိုယ်တိုင်ပြန်ပို့လာအဲ့ဒါကိုသမီးနောက်ကနေကြည့်တော့သခင်မမှတ်နေလို့ဒီအယုတ်ကလေးကသခင်မလို့လှနေလို့ကြည်တာဒါဆိုရင်မင်းတို့သခင်မကဒီအယုတ်လောက်လှသလားဒီအယုတ်ကဘာပြောပါလောက်မလဲငါတို့သခင်မဒီရုပ်ထက်အစပေါင်းများစွာတာတယ်ဟုတ်ပါမလားဟုတ်မဟုတ်ဒါဆိုလိုက်ပြနိုင်လားပြနိုင်မဆိုတာနဲ့ရွှေရုပ်ပိုက်ခေါ်သွားရောပေါ့လေကရေချိုးတာတွေပါလေခဏသာထားခေါ်သွားပြီးဟိုရောက်တော့မိဘတွေခွင့်ပန်ရွှေရုပ်ကလေးချတော့သမီးကလေးတင်းတော့တက်တယ်ဟိုကရေချိုးပြီးပြင်ဆင်ပြီးကစားဖီးလိမ့်ပြီးဆင်းလာတော့အဲ့ဒီကလေးမှဆင်းမလာခင်ကဒီအခန်းထဲမှာရွှေရုပ်ကလေးကအလှဆုံးရွှေရမင်းကအလှဆုံးဟုတ်ပြီနော်ဒါပေမဲ့အခုရမင်းရွှေစင်လေးဆင်းလာပြီဘာလေးဆင်းလာတကယ်ရမင်းရုပ်ကလေးလိုလှတဲ့ရွှေစင်ရုပ်ကလေးထက်သာတဲ့ရမင်းရွှေစင်အစ်စ်ကလေးဆင်းလာတော့ဒီသိမ့်လာတဲ့သတို့သမီးလေးဆင်းလာလိုက်ပြီဆိုတာနဲ့ဟိုရွှေရုပ်ကအယောင်မိန်သွားတယ်ဘာလို့သက်ရှိရဲ့အလှနဲ့သက်မဲ့အလှဘယ်ဟာသာတော့မူတာနှဲ့တာပြောတာဆိုတာပြုံးတာမဲ့တာရီတာငိုတာဒါလေးတွေပါသေးတာဟိုရုပ်ဘာမှမလုပ်တတ်ဖဲရှင်းသလားအဲ့တော့အခုခုနကတထေးသမီးကရွှေစင်ရုပ်ထဲလှနေတော့ဟာရမင်းရွှေစင်လေးတွေ့ပြီရွှေရမင်းနဲ့လိုက်စားတာရမင်းရွှေစင်တွေ့လာတော့ပုံနာကြီးတွေကအောင်သွဲတော်လှုပ်ပြီးတော့ဒီလိုပဲအမျိုးကောင်းသားတစ်ယောက်ဟာမိဘတွေကအိမ်အောင်ပြုတ်ခိုင်းတာရုပ်ရည်ကလည်းတင့်တယ်ပါတယ်စီစဉ်ဥစ္စာလည်းပြည့်စုံပါတယ်အဲ့တော့ဒီတို့သမီးလေးကို
ဒီရွှေစင်ရုပ်နဲ့တူတာရမှသူယူမယ်ဆိုပြီးရှာခိုင်းလိုက်တာအခုတာတာတောင်တွေ့နေပါပြီဒီတော့ဒီရွှေရမင်းရွှေစင်လေးမှာအိမ်တော်မရှိသေးရင်လက်ခံပါဆိုမိဘများကလည်းမျိုးရိုးလဲတူစီးစိမ်လဲတူဥပရိကစအကုန်လုံးပြောစရာမရှိဘူးဆိုတဲ့သတင်းတရားအောင်သွဲတော်တွေအပြောကောင်းတာနဲ့ကဲရွှေစင်ရုပ်ထုကိုလက်ခံပြီးတော့သမီးလေးနဲ့စေစပ်ပြီးတော့သာဝတိပြည်သူပြန်ပြီးတော့အကြောင်းပြန်တဲ့ခုနကအာနိတိကန္ဓသတို့သားကိုတင်ပေးလိုက်တဲ့ရွှေစင်ရုပ်ထက်သာတဲ့ယမင်းရွှေစင်ကိုရခဲ့ပြီရွှေယမင်းထက်သာတဲ့ဗါတဲ့ယမင်းရွှေစင်ရုပ်ကလေးယမင်းရွှေစင်မိန်းကလေးရခဲ့ပြီတဲ့အမတန်လအမတန်ချောဘယ်လိုပြောဘုံဆိုဘုံနေဘုံထိုင်ဘုံနေဘုံထိုင်ဘုံကဘယ်လိုယဉ်ကျေးတာနှုညံ့သိမ်မွေ့တာကောင်းခြင်းငါးပြားကဘယ်လိုအသားအရေးကဘယ်လိုကောင်းတာအယိုးကဘယ်လိုကောင်းတာအမလေးပုံသားတွေကညှိုးလိုက်တော့ဟောဒီမိမအနံ့မခံနိုင်ပါဘူးဆိုတဲ့ခုနသတို့သားကဒီတိုင်းသေကြလားအဘတို့ဘဘတို့အဘတော့မခေါ်ဘူးဗျာနော်အဘဆိုတဲ့ဇလုံးကိုမြန်မာအဘိဓမ္မာကနေထုတ်ပဲဟုတ်လားဘာလို့ဆိုမုံလုံးလို့အဲ့ဒီအဘဆိုတာအဲ့တော့ဘဘတို့ရဲ့နော်ယဉ်ကျေးလေးခေါ်ဘဘခေါ်နော်အိမ်ကအဖေခေါ်ရင်မကြိုက်ဘူးဖေခေါ်မှကြိုက်တယ်အဲ့တော့အခုလဲဘဘခေါ်ကြဆိုဟိုစလုံးကိုမြန်မာစလုံးမြန်မာအတိုင်းဝိုင်းကကိုထုတ်ပလိုက်ကြဆိုနော်အသုံးနဲ့တော့တော်တော်ရုပ်မာလွန်းလို့အဲ့ဒီကောင်းအဲ့တော့ဘဘတို့ဟုတ်သလားတဲ့ဆိုတော့အမလီဒီတဲ့သာသေးတယ်ဆိုတော့သတင်းကြားကြတဲ့ကမမြင်သေးဘူးခုခေတ်လို့ဓာတ်ပုံပို့စရာလည်းမရှိဘူး Viber လည်းမရှိဘူး message လည်းပို့စရာမရှိဘူး Facebook လည်းတင်စရာမရှိဘူးဟုတ်ပလားဟဲ့အဲ့တော့ internet ကလည်းကြည့်မလား Facebook ကလည်းကြည့်မရဓာတ်ပုံလည်းရိုက်လာစရာမရှိတော့အပြောလေးနဲ့တင်ပြောပြရတာခန္ဓာကိုယ်လုံးလေးကဘလို့ကိုယ်လုံးလေးကဘလို့ကိုယ်လုံးလေးငရန့်ကိုယ်လုံးလေးပြောလေနေတော့ဂုံတက်ပါတယ်တလိ္ဆာနဲ့နိုင်ထားတာကိုယ်လုံးလေးကမျက်လုံးလေးကသမင်မျက်လုံးမျက်ခုံးလေးကကေသာလေးကဗဒုံးရောင်လှုပ်လေတလိ္ဆာကြီးပဲမျိုးကဇာမဏီမျိုးရှင်းသလားဟဲ့မျိုးကောင်းရိုးကောင်းနေရှင်းတယ်နော်ကိုငယ်ခင်ဗျားတို့ကငယ်တုန်းကတလိ္ဆာခုတလိ္ဆာဖြစ်ချင်သလားလို့မေးရင်မဖြစ်ချင်ဘူးဆိုတာပြောတာသွားကြိုးတော့ဘသူသွားနဲ့လဲတော့ဟောလို့မဆုံးဘူးအဲ့ဒါငယ်တဲ့ဥစဉ်စဉ်းစားဘူးတဲ့ဒီမန္တလေးမှာသွားတစ်ချောင်းကြိုးတယ်အဲ့ဒါမေကနောက်ပြန်ပြစ်တယ်ဘယ်လိုပြစ်ရမှာတော့ဆိုတော့ကျွဲ့ရည်နင့်သွားနဲ့ငါသွားအမေကလည်းကျွတ်သားကြီးမလို့ချင်ပါဘူးဗျာဘယ်နဲ့ဒီလူပါဇက်ထဲကျွတ်သွားထည့်ရမယ်လို့ခင်ဗျားတော်တော်ဆိုးတဲ့ဟာတွေသဘောပါသလားကဲအဲ့တော့ပြောတန်ကြားနဲ့တင်တို့သားတုံလို့သွားပြီတဲ့လိုချင်လာပြီမြန်ခေါ်ခဲ့တော့ဟောလုပ်ပြီစောကပါတယ်မိမအနံ့ကိုအခုမြင်ပြီလားမြင်ကိုမမြင်ရသေးဘူးဟိုကပုံသားတွေအပြောကောင်းကိုလုံးလေးကပြောကြဲပြောကိုလုံးလေးကမျက်လုံးလေးကသမီးမျက်လုံးမျက်ခုံးလေးကဟုတ်ပြီကေသာလေးကမလေးလှမလားသဘောပါသလားအမလေးတလိ္ဆန်တွေကိုစုံနေတာပဲလှလိုက်တာအဲ့ဒီအလှပြောပြလိုက်တော့ तू ကမနေနိုင်တော့ဘူးချက်ချင်းခေါ်ခဲ့တော့ဆိုတော့မိဘတွေချက်ချင်းသွားပြီးတော့ကြောင်းလန်းရတယ်ကြောင်းလန်းပြီးတော့တို့သမီးလေးတောင်းရမ်းတယ်တောင်းရမ်းပြီးတော့ခေါ်လာပြီကဲတို့ပြောကြပါစို့ခေါ်လာတော့ဒီယမင်းရွှေစင်လေးကအလွန်နုနေတဲ့မိမပြူလေးနော်လောကအတွေ့အကြုံတွေဘာမှမရှိသေးဘူးကြမ်းတမ်းမနေဘူးတဲ့ပုဂ္ဂိုလ်ဆိုတော့အလွန်ပိုးမွေးသလိုမွေးထားတဲ့သတို့သမီးလေးဆိုတော့အဲ့ဒီမထတိုင်းကတက္ကလမြို့ကနေပြီးသာဝတိမြို့ကိုလာတဲ့လမ်းမှာရင်တောက်ပြီးတော့ဆိုတာအခုခေတ်ကားနဲ့လာရင်ကားမူးပြီးတော့လေရင်လာရင်လေရင်မူးပြီးတော့ယထာလာရင်ယထာမူးပြီးတော့သေရောလမ်းကဲဗျာရုပ်တရက်ကြီးပြောရတာခက်တာဟမ်အမြန်လန်းကားမောက်ပြီးသေးတဲ့
ဘောပါသလားရင်တောက်ပြီးတော့တဲ့ရင်မူးပြီးတော့ဆိုတော့ဘာရင်နဲ့လာတယ်တော့မသိဘူးရှင်းသလားသိလာတဲ့ယမင်းရှည်စဉ်ဟုတ်တယ်ခင်ဗျားတို့နုနယ်တဲ့သားပြိုသမီးပြိုလေးတွေဆိုတော့လောကရန်နဲ့မကြုံတွေ့ရသေးတော့အဲ့ဒီလောက်ဒုက္ခလေးတောင်မခံနိုင်တဲ့လူတွေတပုံကြီးဟုတ်ခင်ဗျားတို့ကတော့ဘယ်လိုလောကရန်မျိုးလားတဲမဖြုံတော့ပါဘူးကုံစင်းနှုံးတွေဘယ်လောက်ကြီးဆမ်းပါဘူးဗျာလက်ဖက်ရည်တစ်ခွက်တစ်မှတ်ကနေတစ်ချက်ဖြစ်တော့တော်ပြီဟဲ့ကောင်တွေသိအဆင်မပြေဘူးတဲ့ငါးချက်ဆိုရင်တော့မတော့တော့ဘူးကွာငါးချက်လည်းရောက်ကောအစိတ်ဆိုရင်မတော့တော့ဘူးခုတစ်ခွက်ဘယ်လောက်တော့200ဟုတ်လား900ဆိုရင်တော့ကိုကော်ဖီတစ်ခွက်2500ပေးတောက်တဲ့လူရှိတယ်သဘောပါသလားအဲ့တော့ခင်ဗျားတို့တော်တော်ဒူသားပေသားကြာနေပြီဘာရင်မှလည်းမူးမဲ့ဟာတွေမဟုတ်တော့ဘူးဟိုကဘုံရှင်ကန်ရှင်ဆိုအလွန်နှုတယ်အလွန်နှုနေစွာမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဆိုတော့ရင်တောက်တာနဲ့ဘာဖြစ်တာကဲတို့သမီးခေါ်လာတာလမ်းနေသေးပြီဟိုကတို့သားတမျိုးမျိုးနဲ့ဘာလေးလာတော့မလဲယမင်းရွှေစင်လာတော့မယ်ဟိုကဘာနဲ့တွေ့သွားပြီအဲ့တော့ချက်ချင်းစိတ်ထိကြိုက်သွားမှာဆိုလို့ပုံသားတွေကမပြောဘူးရောက်တော့မှာပါလားနေပါပြီဘယ်ရောက်နေပြီလဲလမ်းမှာပါကျုပ်ကလေးတွေရှိတယ်ရန်ကုန်အဖွဲ့တွေကိစ္စရှိလို့ခေါ်လိုက်ရင်လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ်ဟေးအောင်နေလာခဲ့တယ်မအခုထွက်လာပြီခဏနေဖုံးဆက်လိုက်ဘယ်ရောက်ပြီအဝိုင်းရောက်ပြီဘာဝိုင်းမှလည်းမသိဘူးတို့ကတောသားဆိုတော့အဝိုင်းဆိုတော့ဟုတ်နေတာပဲဘယ်နာအဝိုင်းဒီနာအဝိုင်းထင်တာပဲဟုတ်ကသူ့အိမ်ရှိရအဝိုင်းသဘောပါလားအဲ့ဒါမြောက်ဥက္ကလာကနေပြီးတော့မော်ပြီးခေါ်ရင်တစ်ခါတလေတစ်လလောက်ကြာတယ်ဖုံးဆက်လိုက်ရင်တော့ on the way ပဲလမ်းပေါ်မှာဘုန်းကြီးဟုတ်တယ်သူသွားကြည့်လဲလမ်းပေါ်မှာပဲဒါပေမဲ့ကြောင်းလာနေတာတော့အခုလဲအဲ့ဒါလိုလှုပ်ထားတာလမ်းပေါ်မှာအဝိုင်းရောက်ပါပြီပေါ့ဟုတ်ပလားတို့လည်းအခုမန္တလေးကပြောလို့ရပြီမန္တလေးလာနေတာဘယ်ရောက်ပြီတော့အဝိုင်းရောက်ပြီနန်းတော်ကြီးနဲ့အဝိုင်းလေဒါပေမဲ့အဝိုင်းမတိုင်ခင်မှောက်သေးကုန်တာတွေကိုတပုံကြီးပဲအဝိုင်းရောက်ပြီဆိုတော့စိတ်ချရသေးတယ်မန္တလေးကတော့အဝိုင်းမရောက်သေးရင်ဂျားထဲမှာသေမင်းတမန်တွေလမ်းကွေးတွေအများကြီးရှိတယ်မြန်မာနိုင်ငံအင်ဂျင်နီယာတွေတော်တာအဲ့တော့တို့သမီးခေါ်ရင်အဲ့လမ်းမခေါ်ခဲ့နဲ့သဘောပါသလားတို့လမ်းအကြောင်းလည်းသိမပြောရဘူးလမ်းအကြောင်းမပြောရင်လမ်းအကြောင်းမကောင်းပြောလို့ဂျာနယ်တောင်ဖြတ်ခွင့်မရှိဘူးတဲ့တော့ကြကာတားထားရင်ဒုက္ခနော်ကဲအဲ့တော့ထားပါတော့ရင်တောက်ပြီးသေးတယ်ဒီလမ်းတော့မဟုတ်ပါဘူးဘယ်လမ်းလာတယ်မသိဘူးအဲ့ဒါနဲ့3-4ရက်လောက်တိုင်မပြောဘဲထားပြီးတော့မှနောက်အချိန်တန်တော့နေလို့မရဘူးပြောလိုက်တို့သားကမေးနေပြီဘယ်မတုံးတဲ့ဟိုတုန်းကအနတ်မခံတဲ့လူကနေတိုင်းမေးနေတာယမင်းရွှေစင်လေးရောက်ပလားတဲ့ဗါတဲ့ယမင်းရွှေစင်ရွှေယမင်းကတော့ဗာနဲ့တွေ့သွားပြီသေမင်းနဲ့တွေ့သွားပြီတဲ့လမ်းမှာတို့သားအရှင်းသားအတွက်ဆောင်ကျင်းလာရင်းနဲ့ရင်တောက်လို့ဘာဖြစ်ပြီသေပြီဆိုတော့ဟိုက်ဇာလေဒီစိတ်ကွယ်မြင်ဘူးလားမြင်ပါဘူးဗျာဘာနဲ့စွဲနေတာလဲစားလဲဒီစိတ်သွားလဲဒီစိတ်အမြဲတမ်းဒီစိတ်နဲ့ဆိုတော့ तू မနေနိုင်တော့ဘူးယမင်းရွှေစင်ရဲ့ဘယ်လိုဖြစ်တာလဲဆိုပြီးတော့ထမင်းလည်းမစားတော့ဘူးရေလည်းမတောက်တော့ဘူးအိုးစားလည်းမလဲတော့ဘူးရေလည်းမချို့တော့ဘူးဒုက္ခရောက်ဘယ်လာတာတဲ့ဘယ်လာတာမွေးကားသားကနေအရွယ်ရောက်တဲ့အထိဘာနာမခံနိုင်အခု तू ယူမဲ့မိမတွေ့သလားသူနဲ့တွေ့ခွင့်ရလိုက်ရဲ့လားဒါပေမဲ့သတင်းတော့ကိုလုံးလေးက
လုံးကိုလုံးလေးကမျက်လုံးလေးကဟုတ်ပြီမျက်ခုံးလေးကအသားအရည်ကခိုသွေးတဲ့ခိုချေအသွေးလို့မလေးလာဘုံကရှင်းလားဟဲ့ကေတာကဒါလေးကြားတာနားနဲ့အသံနဲ့တိုက်ဘာစိတ်ပေါ်ကြားစိတ်ကဖတ်တာပစ္စယဟာသိတ်လာမှာပဲရွှေရမင်းလေးကတော့ तू လှုပ်ထားတာဆိုတော့ तू မမမိဘူးလားအဲ့ဒီ तू ထုထားတဲ့ရွှေရမင်းရုပ်ထုလေးကိုမျက်စိထဲမှာအာယုံပြုတ်ပြီးတော့ရမင်းရုပ်ကလေးကလှုပ်လာသလိုလို့ရမင်းရွှေစင်လေးမျက်စိထဲကနေမထွက်တော့အဲ့တော့စားတဲ့ဒီစိတ်သွားတဲ့ဒီစိတ်နဲ့နေလိုက်တာဖတ်တာပစ္စယဝေဒနာပစ္စယလောင်းမိကာမဂုဏ်မိတွေတဏှာပစ္စယဆွဲလန်းလာတော့ထမင်းတောင်စားတော့ရေလဲဘယ်သူမှမချိုးတော့ဘယ်သူနဲ့မှလည်းမတွေ့တော့ဘူးခန်းထဲပိတ်ပြီးတော့ရွှေရမင်းကြီးဘယ်နဲ့ကြောင့်သေတွင်းနဲ့ရောက်သွားတယ်ဟုတ်ပြီနော်တသငိုကြွေးပြီးနေလိုက်တာဥပါဒနာပစ္စယကာမဘဝကာယကံဝစီကံမနောကံနေသူမလုပ်ဘူးလားလှုပ်တိုင်းကတဏှာဥပါဒံဥစည်းထားတော့ကုသိုလ်တွေလားအကုသိုလ်တွေအကုသိုလ်တွေဆိုတော့ဗြဟ္မပြည်ကပုဂ္ဂိုလ်ကြီးဒီတိုင်းဆိုရင်တော့ရမင်းရွှေစင်ကဘာနဲ့တွေ့ဒါဖြင့်ဗြဟ္မပြည်ကလာတဲ့လူပြိုကြီးကတော့ကျေနပ်ကြလားအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်ကနေပြီးတော့လောကရကိုဖြန့်ကျဲကြည့်လိုက်တော့ဒီနေ့ဘယ်သူကယ်ရပါဆိုတော့ဒီဘုံရှင်ကံရှင်ပါရမီရှင်အစစ်အမှန်ကြီးဖြစ်ပါရဲ့ကနဲ့ရွှေရမင်းသတင်းကြားယုံနဲ့ပြဿနာတက်နေတဲ့နာဣဋ္ဌိကန္ဓအနိဋ္ဌိကန္ဓလို့ခေါ်တဲ့သရိုသားဒီနေ့ငါချွတ်မှဖြစ်တော့မယ်ဆိုဘုရားရှင်ကိုရောမြတ်ကြီးကြွလာသူကြွလာကြည်စမ်းတော့ဘုံရှင်ကံရှင်ကြီးပါရမီရှိမရှိရှိပေမဲ့ဆရာကောင်းသမားကောင်းမိကောင်းဖကောင်းနဲ့မတွေ့ရတော့တာဝတိဆိုတာဘယ်သူသတင်းသုံးတဲ့နေရာဘုရား45ဝါမှာ120တိုင်းဘုရားသက်တမ်းတဝက်လောက်ဘုရားသက်တမ်းဆိုတာဘုရားဖြစ်စဉ်တဝက်ဘုရားဖြစ်ပြီးတဲ့နောက်တဝက်လောက်သက်တမ်းတဝက်လောက်နေခဲ့တဲ့မြို့တော်ကြီး9 ကရေပါ9 ကရေကသောတာပန်ဒါလောက်ကြီးကျယ်တဲ့မြို့ကြီးမှာတော့သူဘုရားနဲ့တွေ့လားမတွေ့ဘူးအခုဒုက္ခရောက်နေမှဘုရားကကြည်ပြီးတော့ကယ်ရမယ်လူမို့လို့သူ့စီကြွလာရှင်းသလားအဲ့တော့ဘယ်သူကိုယ်တိုင်ကြွလာလဲဘုရားရှင်ကိုရောမြတ်ကြီးကိုတော်တိုင်ကြွလာပြီးတော့ဘုရားကသူတို့အိမ်မှာသတင်းသုံးဆွန်းကတ်ခံပြီးတော့ဆွန်းဖုံးပွေးပြီးတော့မှကဲအနိဋ္ဌိကန္ဓသတို့သားပဲမလဲမိတယ်သတို့သားအခန်းထဲမှာပါဘာဖြစ်နေတာတို့နေမကောင်းလို့လားမှန်ပါတယ်နေမကောင်းပါဘူးဘာဖြစ်လို့နေမကောင်းတာတို့ဘသူကြောင့်ယမင်းရွှေစင်ကြောင့်ဘသူကြောင့်အဲ့တော့ဇက်ကြောင့်ဆိုကုံစင်ဘုရားလျှောက်တော့ဩတဲ့ကာမဂုဏ်များကြောက်เสียကောင်းလိုက်တာနရာဂသမောအဂိရာဂထက်ပူတဲ့မီးရှိခုခင်ဗျားတို့ရာဂမီးတောက်လောင်မှုရှိမရှိရာဂနောက်ကဒေါသမလိုက်ဘူးလားလိုတာမရတော့ဒေါသလက်မှန်ချရတော့မောဟခုခင်ဗျားတို့လိုချင်တာတွေပြည့်စုံရဲ့လားကိုသားသမီးရောဖြစ်ချင်တယ်လို့ဖြစ်သလားမဖြစ်တော့လက်မှန်ချမနေရဘူးလားဘယ်လိုလုပ်အောင်မှန်းကိုအဲ့ဒါပါတော့ရှင်းသလားအဲ့တော့ဒီကာမဂုဏ်တွေနဲ့လောဘဒေါသမောဟတွေဖြစ်မဖြစ်လောဘမိဒေါသမိမောဟမိတွေလောင်မလောင်လောင်တော့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကဲခေါ်ခဲ့ဆိုတော့သာမျက်နာလေးပါလေးဇွတ်သိခိုင်းဟိုမှာဘုရားကြွလာတဲ့ပေါ့လေပါဝါနဲ့ခေါ်ရတယ်ခေါ်လာရှိရောက်လာပြီးတော့ညှိုးငယ်တဲ့မျက်နာနဲ့ထိုင်နေတော့ချစ်သားတဲ့သင်မှာဘာဒုက္ခတွေခံနေရသလဲဘာအပူမိတွေရှိလဲပြောသားမအောင်ဆိုဒီလိုပဲမောယမင်းရွှေစင်လေးပျောက်သွားတယ်သူ့ရှိတောင်မရောက်လိုက်ရဆိုလိုက်တဲ့ကံဘုရားဆိုတော့ဩတဲ့မြင့်မြတ်တဲ့ဘဝကလာပြီးတော့ဒီယုံညံ့တဲ့အလုပ်တွေကိုသင်ဆက်ဆုပ်ပြီးကမှ
ဘယ်နဲ့ကြောင့်ဒီကာမဂုဏ်ဝဲတဲ့ပြန်လဲခြင်းရတယ်လေဒီကာမဂုဏ်ကိုမစွန့်သေးရတော့မစွန့်ကာမဒီတိုင်းပဲတကားကြီးအဲ့ဒီတော့နားထောင်ကာမဒေါသယတိသောကောကာမဒေါသယတိဘယံကာမတောဝတ္ထုကာမကိလေသာကာမဝတ္ထုကာမဆိုတာခုခင်ဗျားတို့ကျွတ်တို့မှာရှိတာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးကအစင်းအသာအနအရသာအထိတွေ့ဆိုတဲ့ကာမဂုဏ်အာယုန်တွေရှိမရှိအဲ့ဒါဝတ္ထုကာမအဲ့ဒီဝတ္ထုကာမနောက်ကနေကိလေသာကာမတဲ့လောဘဒေါသမောဟမာမာနတွေမလာဘူးလားတဏမာနဒိဋ္ဌိတွေမလိုက်ဘူးလားဘု து သားတို့ငါသားဘု து သမီးတို့ဘု து မယားဘု து လင်းရှင်းသလားငါနဲ့နောက်ကတဏမာနဒိဋ္ဌိတွေလိုက်မတိုက်လိုက်လာတော့ဒီမှာလိုက်လာပြီဆိုတော့ဝတ္ထုကာမကိလေသာကာမကာမတောဝတ္ထုကာမကိလေသာကာမတို့ကြောင့်တောကစိုးရင်ကြောင်းကြခြင်းတွေဇာယတိဖြစ်ရတယ်ဟုတ်ကလားသားချစ်ရင်သားအတွက်တောကမရောက်ရဘူးလားသမီးချစ်ရင်သမီးအတွက်တောကကာမတောဝတ္ထုကာမကိလေသာကာမတို့ကြောင့်တောကောစိုးရင်ခြင်းသည်ဇာယတိဖြစ်၏ဟောကာမဂုဏ်အာယုန်တွေကြောင့်စိုးရင်ခြင်းတွေဖြစ်ရတယ်ကာမတောဝတ္ထုကာမကိလေသာကာမတို့ကြောင့်ဗယံဘေးသည်ယံသည်ဇာယတိဖြစ်၏ဒီကာမဂုဏ်အတွက်ဘေးလည်းဖြစ်ရတယ်ဟုတ်ကလားယံကောကိုယ့်အကိုနေရင်ဘာမှပြဿနာမရှိဘူးကိုသားနဲ့ပတ်သက်လာတော့ယံဖြစ်ရတယ်ကိုမယားနဲ့ပတ်သက်လာတော့မရှိဘူးလားသဘောပါသလားဈေးရောက်တော့ကိုယ်ဆိုင်နဲ့သူ့ဆိုင်ဘာလို့อ่ะဒါငါဆိုင်ဟိုဘယ်နဲ့တိုးနိုင်မဟုတ်ဒါငါပိုင်တာဟုတ်ကလားဟဲ့ဒါကြီးကလမ်းပေါ်ရောက်နေတယ်ဟိုစီပင်းနဲ့လည်းယံဖြစ်ရတယ်သဘောပါသလားအဲ့ဒါဘာကြောင့်ယံဖြစ်ရလဲကာမဂုဏ်ကြောင့်ယံဖြစ်ရတာဘာကြောင့်ယံဖြစ်ရလဲကာမတော်ဝတ္ထုကာမကိလေသာကာမတို့ကြောင့်ဗယံဘေးရောမဖြစ်ဘူးလားအဲ့တော့မှကာမတော်ဝတ္ထုကာမကိလေသာကာမတို့မှာဝိပ္ပမုဒ္ဒတလွတ်မြောက်သောသူအားသောကောစိုးရင်ခြင်းသည်နတ္ထိမရှိကာမဂုဏ်ကလွတ်မြောက်ရင်ကာမတော်ဝိပ္ပမုဒ္ဒတကာမဂုဏ်ကလွတ်မြောက်မယ်ဆိုရင်တဲ့နတ္ထိသောကောတောကပရိဒေဝလာအောင်မလားသားခင်တဲ့တန်ရောစဉ်မရှိရင်သားအတွက်ပူလောင်ခြင်းနေအေးသားခင်တဲ့တန်ရောစဉ်မရှိရင်သားကြောင့်ဖြစ်လာမဲ့ယံနေရှိစရာလိုသေးလားအခုသားတန်ရောစဉ်သမီးတန်ရောစဉ်လင်းတန်ရောစဉ်မယားတန်ရောစဉ်တွေကြောင့်ကာမဂုဏ်အာယုန်တွေကြောင့်တောကရောမဖြစ်ရဘူးလားဘေးရန်တွေရောဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှေ့မှာရှိနေတဲ့အနိဋ္ဌိကန္နသတို့သားကိုအကြောင်းပြုပြီးတော့ကာမတောဇာယတိသောကောကာမတောဇာယတိဘယံကာမတောဝိပ္ပမုဒ္ဒတနတ္ထိသောကောကုတောဘယံနတ္ထိသောကသည်ကာမဂုဏ်ကလွတ်မြောက်သွားတဲ့လူအတွက်တောကဆိုတာရှိเสียရှိအောင်မလားတောကမှမရှိရင်ကုတောဘယံဘေးဆိုတာကောနောက်ထပ်လာเสียကုတောအတ္တိအဘယ်မှာရှိနိုင်ပါအပ်နီးတဲ့ဘေးလဲကင်းယံလဲကင်းစိုးရင်ကြောင်းကြခြင်းလဲဘာမရှိမှကာမဂုဏ်ကလွတ်မြောက်မှပြန်ပြောအဲ့တော့ကာမဂုဏ်ဆိုတာဘာလဲအာယုကာမဂုဏ်ဆိုတာအခုခင်ဗျားတို့ဝတ္ထုကာမဆိုတဲ့အစင်းအတန်အနံ့အရသာတွေမရှိဘူးလားအဲ့ဒီအာယုန်တွေကိုကာမလို့ခေါ်တယ်အာယုန်တွေကိုအဲ့ဒီအာယုန်တွေပေါ်မှာဟိုအစင်းလေးကြိုက်တယ်ဒီအစင်းလေးကြိုက်တယ်အခုဆိုရင်ရွှေရမင်းလို့အယုတ်ကလေးလိုချင်တယ်လို့မပြောဘူးလားဟောဒီလိုအယုတ်ကလေးလိုချင်တယ်လို့ကြံစီလိုက်တာကကာမဂုဏ်ရှင်းသလားအစင်းလေးကကာမကြံစီတာကဂုဏ်နှစ်ခုပေါင်းတော့ရှင်းသလားကာမဝိတက်ကိုကာမဂုဏ်လို့ခေါ်တာဗါတဲ့ခုလည်းခင်ဗျားတို့အမျိုးမျိုးစံသတ်မှတ်ထားတယ်မရှိဘူးလား
ကိုသားသမီးနဲ့ပတ်သက်လာရင်ငါသားလေးကိုဘလို့ဖြစ်စေချင်တာအင်ဂျင်နီယာဖြစ်စေချင်တာဆရာဝန်ဖြစ်စေချင်တာဘလို့တော်စေချင်တာဘလို့တတ်စေချင်တာမရှိဘူးလားအဲ့ဒီဘလို့ဖြစ်စေချင်တာဟာဆိုတာကကာမဂုဏ်ရှင်းသလားကားလေးနဲ့ပတ်သက်ရင်ဘလို့ကားမျိုးစီးချင်တာတိုက်နဲ့ပတ်သက်ရင်ဘလို့တိုက်မျိုးနေချင်တာဟောဒီတိုက်လေးလှလိုက်တာတို့ဒီတိုက်မျိုးဆောက်အောင်အဲ့ဒါဘာလို့ကာမဂုဏ်ရှင်းသလားကာမဂုဏ်သာလာရင်တော့ကာမတောဇာယတိသောကောကာမဂုဏ်လာရင်တောကဖြစ်မလားမဖြစ်ဘူးလားကာမတောဇာယတိဘယံကာမတောကာမဂုဏ်တွေသာခမည်းတော်တတ်မဲ့နှစ်သက်ကြံစီနေမယ်ဆိုရင်ဘေးရန်ကောကင်းနိုင်ပါမလားဒါဖြင့်ဘေးလည်းမကင်းရန်လည်းမရှင်းစိုးရိမ်ခြင်းကောကင်းရလားမကင်းရင်ဘာကလွတ်အောင်လွတ်အေးကာမဂုဏ်ကလွတ်ရမှာကာမတောဝိပ္ပမုတ်တတကာမဂုဏ်ကလွတ်မြောက်မှသာလျင်တဲ့နတ္ထိသောကောသောကလည်းမရှိတော့ဘူးကုတောဘယံဘယံဆိုတဲ့ဘေးရလဲနကုထောအဋ္ဌိရှိเสียအကြောင်းကျင်သလားဒါဖြင့်ဘေးရန်ကင်းကျင်လားအခုယမင်းရွှေစင်နဲ့ဘာနဲ့တွေ့ရွှေယမင်းနဲ့သေမင်းဒါကတော့သူ့အကြောင်းနဲ့သူ့အကျိုးဟုတ်ကလားဒီယမင်းရွှေစင်လေးကသူသေချိန်တန်လို့သေသွားပြီမဲ့ဒီမှာတောကရောက်ခဲ့တာဟာအဲ့ဒီယမင်းရွှေစင်လေးကဒီသတို့သားတောကရောက်စေသတည်းလို့လုပ်ခဲ့တာလားပြူစားသွားတာလားဒုက္ခပေးသွားတာလားဒီဒုက္ခဘယ်သူပေးတာတော့ကိုယ်ကာမဂုဏ်ကကာမဂုဏ်ဆိုတာကာမနဲ့ပတ်သက်တဲ့အကြံစီမှတ်မိတယ်နော်ပြန်ပြောမယ်ကာမဂုဏ်ဆိုတာသေချာမှတ်သွားနော်အဲ့ဒါတော်တော်များများပြောနေကြတာမကွဲဘူးအာယုံကကာမဂုဏ်မဟုတ်ဘူးအာယုံပေါ်မှာကြံစီတဲ့အကြံစီကကာမဂုဏ်ခုခင်ဗျားတို့အသီးသီးကိုအတ္တတွေနဲ့ကြံစီမှုတွေရှိမရှိအိမ်ကဘလို့အိမ်ကားကဘလို့ကလင်ကဘလို့လင်မယားကဘလို့မယားဟုတ်ကဲ့လားသားသမီးကအမေကိုဖြစ်စေချင်တာအမေကသားသမီးကိုဖြစ်စေချင်တာသားသမီးတွေကလည်းကို့မေကို့ဖေကိုဘလို့ပုံစံမြင်ချင်တာမရှိဘူးလားဒါဥဒ္ဒနကိုတို့ကြုံခဲ့ရတာကိုတိုင်းကအမေကိုဓမ္မဂရိကကြီးရဲ့အမေပြီးသဘောကောင်းတဲ့အေးချမ်းတဲ့ဓမ္မပြည့်ဝနေတဲ့အားလုံးပေါ်မှာအကောင်းမြင်နိုင်တဲ့အမေတယောက်ဖြစ်စေချင်တာအမေကလည်းငါသားဓမ္မဂရိကကြီးဘလို့ခန့်ထဲစေချင်တာဘလို့ထဲဝါစေချင်တာဘလို့တန့်ရှင်းစေချင်တာဟာရှုပ်ချက်ကိုခတ်လို့အဲ့တော့အမေနဲ့သားနဲ့ဘယ်တော့မှဘာလို့မတည့်ဘူးကာမဂုဏ်ကြောင့်မတည့်လားပြန်ပြောကျင်သလားကဲလင်ကလည်းမရစိတ်တိုင်းမကြမရကလည်းကိုချစ်တဲ့လူနဲ့ကိုယူထားတာပဲဒါပေမဲ့ချစ်လွန်းလို့အတူမနေရရင်မဖြစ်တော့ပါဘူးဆိုယူထားပြီးတော့မှတယောက်နဲ့တယောက်စိတ်တိုင်းကြပါသလားမေးတော့ဘာလို့တော့ဘသူကြောင့်တော့ကျင်သလားခင်ဗျားတို့မိသားစုတွေမပြေလည်နေတာဘသူကြောင့်တော့အဲ့တော့ဟိုဖွဲ့နဲ့ဒီဖွဲ့နဲ့မတည့်ဟိုလူနဲ့ဒီလူနဲ့မတည့်ဟိုကိုင်းနဲ့ဒီကိုင်းနဲ့ပုတ်ခတ်ဘသူကြောင့်တော့ကျင်သလားသူများအပြစ်မြင်ပြီဆိုရင်ကာမဂုဏ်ကြောင့်ဒီနေ့ကအပြစ်ရှာမှာခင်ဗျားတို့သေချာရှာသူများအပြစ်ကိုမြင်ပြီးပြောတတ်နေတာဘယ်သူကြောင့်ကျင်သလားပြဿနာဖြစ်ပြီဆိုရင်ကာမဂုဏ်ရှိတယ်မရှိတဲ့ပုဂ္ဂိုလ်ကိုကာမတောဝိပ္ပမုတ်တတကာမဂုဏ်ကလွတ်တဲ့ပုဂ္ဂိုလ်မှာနတ္တိသောကောစိုးရိမ်စရာအကြောင်းကျင်သလားအခုကာမဂုဏ်ဆိုတာအာယုံကလာတာဖြစ်တော့အာယုံဆိုတာတည်မြဲတဲ့အမျိုးလားအာယုံမှာခိုင်ခန့်တည်တံ့ခြင်းရှိလားအကောင်ထဲဟောရှိလားဒါဖြင့်သတိထားပညာနဲ့ကြည့်ခန္ဓာဘယ်နှပါအာယုံဘယ်နှပါ5ပါးပြော6ပါးပြောရတယ်အဲ့တော့5ပါးအာယုံကာမဂုဏ်နဲ့ဖြစ်ပြီးရင်ခန္ဓာ5ပါးလည်းဖြစ်ပြီးရင်ဒါဖြင့်ဝဋ္ထုကာမကိလေသာကာမဘယ်ကာမဖြစ်ပြီးရင်လောဘစိတ်ကောမြဲသလားဒေါသစိတ်ကောမြဲသလားဒါဖြင့်ဘယ်စိတ်ကြည့်ဖြစ်ပြီးတော့ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့သာမမှန်ကန်ကန်ကြည့်ရင်ဒီကာမဂုဏ်ထဲမှာငါကိုငါဟာငါဥစ္စာပါသလားငါပိုင်တာပါသလားမပါရင်ဒီအတွက်ကြံစီနေစရာအကြောင်းရှင်းသလား
ကာမတောဇာယတိသောကောကာမဂုဏ်နဲ့သာမင်းတို့နေကြမယ်ဆိုရင်စိုးရင်ကြောက်ကြခြင်းလည်းဖြစ်မလားမဖြစ်ဘူးလားကာမတောဇာယတိပယံကာမဂုဏ်တွေအကြံစီရှိရင်ဘေးလည်းမကင်းရန်လည်းမရှိဘူးကာမတောဝိပ္ပမုဒ္ဒတနတ္ထိသောကောကုတောပယံကာမဂုဏ်ကသာအဟုတ်ခမရတို့လွတ်ပြီဆိုရင်စိုးရင်เสียလဲဘေးရန်လဲဒါဖြင့်ဘေးရန်နဲ့ပူပင်ကြောင်းကြခြင်းတွေနဲ့ပဲဆက်ပြီးနှစ်ပါးသွားကြမလားပူပင်ကင်းအောင်နေကြနေခြင်းတော့ရွှေရမင်းနဲ့သေမင်းကိုကြည့်ပြီးတော့ရမင်းရွှေစင်တောင်သေသေးရင်မင်းတို့ငါတို့လဲအဲ့တော့လှတဲ့လူလဲသေမှာပဲဥစ္စဘောလဲယာရုရှင်ကြီးတွေလဲဂုံကြီးရှင်ကြီးတွေလဲဘယ်သူခန္ဓာမြဲသလဲဘယ်အာယုံမြဲသလဲတတင်ကတခဏလေးရထားတဲ့ခန္ဓာပိုင်သလားမပိုင်တာကြီးအတွက်နဲ့သူ့ကြံစီနေလို့တို့အတွက်အကျိုးရှိသလားဒါဖြင့်ရရှိထားတဲ့ဘဝဒုကိုအသုံးချတတ်ဖို့လိုအပ်မလိုအပ်အဲ့တော့သူတော်စည်းကကဲဒါဖြင့်သတိထားအာလုံးခန္ဓာဘယ်နှပါအဲ့တော့ကာမဂုဏ်အာယုံဆိုတာဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်သံတရားဝတ်တွင်းမှလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ့စသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာကာမဂုဏ်စက်ကွင်းကလွတ်ကင်းနိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့